ကဲအလုံးတို့တရားဓမ္မတွေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိသုဒ္ဓံတေနနာထံလပတိဒုံလပံဒါမြတ်စွာဘုရားရှင်ရဲ့အဆုံးအမမြန်မာလူဘာသာပြန်ကြရင်မိမိကိုယ်ကသာမိမိအားကိုးရမယ်တဲ့ကိုအကျိုးစီးပွားအတွက်မိမိကိုယ်ကလွဲပြီးတော့တပါးသောအားကိုးရာဆိုတာရှိသလားဒါလေးကိုမြဲမြန်မှတ်သားထားဖို့လိုပါတယ်နော်အဲ့ဒီစကားလုံးဟာတကယ်တော့ဦးဇင်းတို့တော်ကောင်းတို့အတွက်လောကီလောကုတ်နှစ်ဖြာသောအကျိုးစီးပွားအတွက်အလုံးစုံပြည့်စုံတဲ့အဆုံးအမတစ်ခုဖြစ်ပါတယ်ကိုအားကိုလို့ပြောထားလိုက်ကြတဲ့ကရင်တပါးသောအားကိုရာရှာစရာအကြောင်းမရှိတော့စကလုံးနှလုံးမှာအတ္တဟိအတ္တနောနာထောဒါကိုသာကိုယ်ွယ်ရလို့ပြောတာကောဟိနာထောပရောတိယကိုကလွဲပြီးတပါးပါအားကိုးစရာရှိသေးလဲကွမြတ်စွာဘုရားကဒီလိုပြောတာနော်အဲ့တော့ဦးဇင်းတို့မှာအနမ္မတကသံသရာရှီလျားလာတဲ့အနမ္မတကလို့ပြောတာကဘယ်၍ဘယ်မြဘယ်နှဘဝကြာခဲ့ပြီလို့ရည်တွက်လို့ရသလားမရဘူးအချိန်ကာလအပြင်ကောသတ်မှတ်လို့ရသလားအေးအဲ့ဒါလောက်ကြာညောင်းလာတဲ့ကာလအတွင်းမှာဦးဇင်းတို့တော်ကောင်းတို့တွေလောကရဲ့တန်တိဒုက္ခလို့ပြောတဲ့အလုံးစုံငြိမ်းချမ်းငြိမ်းအေးချမ်းသာရာအမှန်မြတ်နိဗ္ဗာန်ကိုလောကမှာမရှိလို့ဦးဇင်းတို့တော်ကောင်းတို့မတွေ့မရောက်ကြတာလားရှိလျက်နဲ့မတွေ့မရောက်တာလားဘာကြောင့်လဲလို့မေးရင်တလုံးနဲ့ဖြေကြစို့ဆိုတော့အာကိုလွဲခဲ့ကြလို့မှတ်ရမယ်ဘာကြတဲ့ဖြစ်လျာဘဝမှာနိစ္စရာတဏ္ဍာနာနိတဏ္ဍာမုတ်ဆိုးနာနိမုတ်ဆိုးဆိုသလိုပဲသူများပါဇက်လမ်းဆုံးပြီးတော့နိစ္စရာဘဝနဲ့ကျင်လည်ပြီးကျေနပ်ခဲ့ကြတယ်လွတ်မြောက်လမ်းကိုမရှာခဲ့ကြဘူးခုဦးဇင်းတို့တော်ကောင်းတို့ရဲ့ရှေ့ကနေရွတ်ချွန်အတုမရှိအနိုင်မဲ့မြတ်စွာဘုရားရှင်များကရှေ့ဆောင်လမ်းပြလုံးပြီးတော့တန်တရားလွတ်မြောက်ကြောင်းလွတ်မြောက်ရာအမှန်မြတ်နိဗ္ဗာန်ကိုကိုယ်တိုင်တွေ့အောင်ရှာပြီးသကလသတ္တဝါအများအတွက်လမ်းညွန်မှုတွေမပေးဘူးလားဗျာအခုလည်းဦးဇင်းတို့တော်ကောင်းတို့ကလမ်းညွန်ခေါင်းနေမရနိုင်တဲ့ကာလမှာလူဖြစ်နေတာလားလမ်းညွန်ကောင်းရှိတဲ့ကာလမှာလူဖြစ်နေတာလားအဲ့ဒါကိုယ်ဘဝရဲ့အမှန်တကယ်ထူးမြတ်ပုံကိုကိုယ်တိုင်နှလုံးသွင်းမှန်ဖို့အရေးကြီးတယ်နော်ငါတို့ကအခုလမ်းမှန်တွေ့တဲ့ဘဝကိုရောက်နေပြီဒီတော့လမ်းမားတွေကိုပဲဆက်လျှောက်မလားလမ်းမှန်ပေါ်ကိုဆိုက်မြိုက်ရောက်အောင်သွားမလားအဲ့ဒီမှာအတ္တနာဟိသုဒံသေတုအတ္တနာဟိမိမိကိုယ်တိုင်သာလျင်တဲ့သုဒံသေတုကိုကောင်းစွာဆုံးမသဖြင့်ဟောဘသူကိုဘသူဆုံးမဘာဖြစ်လို့လဲဆိုတော့သံဃာတစ်လျှောက်လုံးမှာဦးဇင်းတို့ဒီမှာပရိစ္ဆသမုပ္ပါဒေသနာတော်ကြီးအရပရိစ္ဆသမုပ္ပါ1ကွက်မှာအဝိဇ္ဇာသင်္ခါရဆိုပြီးမရှိဘူးလားအဝိဇ္ဇာဆိုတာမသိခြင်းလမ်းမှန်ကိုမသိတဲ့အဝိဇ္ဇာဖုံးလွှမ်းပြီးတော့သင်္ခါရနဲ့ထင်ရာဆိုင်ခဲ့တော့တို့တွေမှာလမ်းမားတွေကိုတန်တရားတစ်လျှောက်လုံးမလျှောက်ခဲ့ဘူးလားဒီတော့ဦးဇင်းတို့တော်ကောင်းတို့တန်တန်မှာစွဲချက်နာနေတာကလမ်းမားတွေကိုအစွဲနာနေတယ်ဗါတဲ့အမြင်မှာအကြံမှာအသိမှာအာထုတ်မှာနှလုံးသွင်းမှားတွေကဥဆောင်နေတဲ့အတွက်
ကိုတခင်အားကိုးပြီဆိုရင်အဲ့ဒီအမှားတန်တရားတွေကနေယုံထွက်နိုင်အောင်မိမိကိုမိမိဆုံးမရမယ်တဲ့ဒီတရားဂါထာလေးကဥစဉ်ကငယ်စဉ်တောင်ကြီးကလေးဘဝကလေးကအလွန်ကိုကြိုက်ခဲ့တဲ့ဂါထာအ내အိဗယ်သိအောင်လဲအချိန်ဖန်များစွာကြိုးစားမှုတဲ့ချက်ထွင်မှုတဲ့စဉ်းစားမှုတဲ့အဲ့တော့အတ္တနာဟိအတ္တနောနာထောကိုသာအတ္တဟိအတ္တနောနာထောကိုပဲအကူရမယ်ဟုတ်ပြီအဲ့တော့သူတော်ကောင်းတို့ကိုမနေ့ကဥစဉ်ဆုံးမပြီးတော့လမ်းညွန်ခဲ့တဲ့အတိုင်းကိုအာကိုဆိုတော့ဒီခန္ဓာကိုအတ္တဘောကြီးကိုအာကိုရမှာလားမဟုတ်ဘူးဒါလည်းဥစဉ်ကကြံစီပြီးတော့ကိုယ့်အကူသိအောင်ရှာဖွေတယ်မြတ်စွာဘုရားရဲ့လမ်းညွန်ချက်တွေနဲ့အာကိုရအမှန်ဟာဘာလဲဒီလိုရှာတာအဲ့တော့ဥစဉ်တို့သူတော်ကောင်းတို့တဲ့ဘဝမှာတကယ်အာကိုတိုက်တဲ့အရာတွေကသီလသမာဓိပညာတွေအဲ့ဒီသီလသမာဓိပညာကိုအရယူရမယ့်တရားဒါတကယ်အာကိုတိုက်တဲ့တရားတချို့ကသီလသမာဓိပညာတွေလမ်းဆုံးတယ်သီလသမာဓိပညာဆိုတာမွေးရပါလားလှုပ်ယူရမှာလားလှုပ်ယူရမှာဆိုဘာနဲ့လှုပ်ယူရမှာလဲအဲ့ဒီသီလသမာဓိပညာကိုလှုပ်ယူရမယ့်အရာကမှကိုယ့်အတွက်အာကိုရဆိုတာဥစဉ်research လုပ်ကြည့်တာရှာဖွေကြည့်တာအဲ့တော့အခုလဲအတ္တနာဟိသုဒံတေတုကိုဆုံးမသဖြင့်လမ်းမှန်ရောက်အောင်သွားရမှာကိုဘာမှနေသလဲကိုမှဘာချွတ်ယွင်းချက်ရှိနေသလဲကိုအားနဲ့ချက်ကဘာလဲသဘောပါသလားကိုဟုတ်ပြီမှန်ပြီကောင်းပြီပြည့်စုံနေပြီလို့ကိုအထင်ရောက်နေရင်တော့အဲ့ဒီအဒီမာနသည်ကိုလမ်းကိုပိတ်လိုက်တာနဲ့တူတူပဲကိုဖြက်စီးပလိုက်တာနဲ့အတူတူပဲဒါကြောင့်ဦးဇင်းကအမြဲတမ်းဆုံးပါဘူးတယ်ပညာကြောင့်မာနတက်တဲ့နေ့ပညာပျောက်တဲ့နေ့ပဲဥစ္စာကြောင့်မာနတက်တဲ့နေ့ဥစ္စာပျောက်တဲ့နေ့ပဲရှင်းရလားအဲ့တော့ဦးဇင်းတို့သူတော်ကောင်းတို့မှာလမ်းမှန်တွေးဖို့ဘသူဆုံးမအတ္တနာဟိသုဒံတေတုနာထံလပတိဒုံလပံကိုဆုံးမနိုင်မှရတောင်ရခဲ့ဟောဒီတန်တရားလွတ်မြောက်ကြောင်းတန်တိဒုက္ခနိဗ္ဗာန်ကြီးကိုရနိုင်တယ်တဲ့ကိုမဆုံးမနိုင်ရင်ရเสียအကြောင်းမရှိဘူးအဲ့တော့ကိုဆုံးမနိုင်ဖို့အတွက်အရင်ဆုံးကိုလို့ပြောနေတာတွေကခန္ဓာဘယ်နှပါး၅ပါးခန္ဓာ၅ပါးဘာတွေလဲလို့ပြောရင်ပြောကြည့်စမ်းပါတွေတော့သာဓုဗျာသာဓုကြည်နူးเสียကောင်းလိုက်တာအခုခန္ဓာ၅ပါးပြောတဲ့ဆိုတဲ့အထဲမှာမပြောတတ်မဆိုတတ်သေးတဲ့လူတွေပါရင်ကိုကြီးစွာသတိထားတော့သူများသိလို့ကိုမသိသူများတက်လို့ကိုမတက်ဘူးဆိုရင်ကိုဘဝတပန်းရှုံးနေပြီလို့မှတ်ဟုတ်ကလားဒီခန္ဓာ၅ပါးမှမသိသေးရင်တို့တွေဒီသာသနာနဲ့ကြုံရဆုံရကြိုးမနှက်သေးဘူးနော်အဲ့တော့အခုအလုံးမှတ်ထားပါခန္ဓာဆိုတာအပေါင်းစုခန္ဓာဆိုတာဘာလဲအပေါင်းစုအစုဝေးတခုတည်းတကောင်တည်းတယောက်တည်းမဟုတ်ဘူးငါတယောက်လုံးငါလို့ကိုသတ်မှတ်ထားတာတွေမရှိဘူးလားတကယ်တော့ငါဆိုတာတခုတကောင်တယောက်တည်းမဟုတ်ဘူးတဲ့ရူပခန္ဓာရူပယုတ်ခန္ဓာကအစုဝေးယုတ်အစုဝေးဗါတဲ့ငါတယောက်တည်းရှိနေတာလားယုတ်တရားအစုဝေးကြီးလားအခြေခံအားဖြင့်ဒီယုတ်တရားကြီးဟာပထဝီတေဇောအာဘောဝါယောဓာတ်ကြီး၄ပါးစုဝေးပြီးတော့မနေရဘူးလားဓာတ်၄ပါးမဆုံရင်ယုတ်မဖြစ်ဘူးအဲ့ဒီယုတ်ထဲမှာမှသူတော်ကောင်းတို့အခုသပင်မွေးညင်းခြေသေးလက်သက်ရေတူရေပြရေကြောက်အဆုပ်နှလုံးသဲကြောက်ကအစာသစ်အိမ်အစာအောက်အိမ်သွေးပြည်သလိပ်ဆိုပြီးတော့ဒီမှာအစုဝေးကြီးမရှိဘူးလား32ခောထာသအစုဝေးဒါလည်းယုတ်ပဲအဲ့ဒီကနေဒွါရ6ပေါက်မျက်စိနာလျှာကိုယ်စိတ်မရှိဘူးလားအဲ့ဒါလည်းယုတ်တရားတွေပဲယုတ်အစုဝေးအဲ့တော့ဒီတစ်ခုတစ်ခေါင်တယောက်တည်းယက်တည်နေတာလားအစုအဝေးနဲ့ယက်တည်နေတာလားအခုခင်ဗျားတို့ကျုပ်တို့တဏ္ဍာမှာပထဝီမရှိဘဲရောရမလားတေဇောမရှိဘဲနဲ့ရောအာဘောဓမရှိဘဲနဲ့ရော
ဒီတိုင်းပဲအဆုံးနှလုံးအသေးကြောက်ကမရှိဘဲနဲ့ကောမရသလိုနောက်ထပ်ဒီခန္ဓာကိုယ်ကြီးမှာရှိနေတဲ့ဒီရုပ်အစုဝေးတဲ့ကမျက်စိမရှိဘဲကောရမလားနားမရှိဘဲကောရမလားဒီတော့တခုတည်းတကောင်နဲ့တယောက်တည်းလားအစုဝေးနဲ့ယက်တည်နေရတာလားယက်တည်နေရပြီဆိုတော့တခုတခုမိခိုပြီးတော့မနေရဘူးလားကြားကံပြီးတော့မနေရဘူးလားအဲ့ဒါကိုဒုက္ခန္တာလို့ပြောတာဒါဖြစ်ရင်ဒီခန္ဓာကိုယ်ကြီးဟာတခုနဲ့တခုမိခိုထောက်ကံပြီးတော့မနေရဘူးလားကဲထောက်ကံနေရတယ်ဆိုကြတဲ့ကတခုတခုအမိလဲလိုက်တာနဲ့ဒီခန္ဓာကိုယ်ကြီးဘာဖြစ်တော့မှာလဲတော့မှာဒါတော့အဲ့ဒီမိခိုထားတဲ့တရားတွေကိုမလဲပါနဲ့မပြိုပါနဲ့မယိုင်ပါနဲ့လို့ပြောလို့ကိုပိုင်တဲ့တရားတွေလားမပိုင်တဲ့တရားဒါကြည့်ကြဖြင့်ဒီရုပ်ဟာကိုပိုင်သလားမပိုင်ဘူးလားရုပ်ရဲ့သဘောတဘာဝတွေကအစုအဝေးဖြစ်တဲ့အတွက်တစ်ခုနဲ့တစ်ခုသဘောတဘာဝမတူညီရင်အပြန်အလှန်တွန်းကန်မှုတွေမရှိဘူးလားရှိတဲ့အတွက်ဒီရုပ်ဒီတည်ငြိမ်နေတဲ့အမျိုးလားဖောက်ပြန်နေတဲ့အမျိုးလားဟောဖောက်ပြန်တတ်တာကိုဘာလို့ခေါ်တာလဲရုပ်လို့ခေါ်တာပြန်ပြောဖောက်ပြန်တာကိုဘာလို့ခေါ်ဒါဖြင့်အဲ့ဒီရုပ်ဟာကိုပိုင်သလားငါလားငါဥစ္စာလားအဲ့ဒီဖောက်ပြန်မှုတွေနဲ့အတူနေရတဲ့အတွက်တနေ့တခြားဒီရုပ်ကြီးဟာပြိုလာသလားအိုလာသလားတနေ့တခြားကြမ်းမာလာသလားရိမ့်ရိုင်လာသလားအေးနာကျင်ကြိုက်ခဲမှုတွေကြုံတွေ့ပြီးမနေရဘူးလားကဲတနေ့တခြားသေကဝေးလာသလားသေကနီးလာသလားဒါဖြင့်ကိုပိုင်တဲ့ခန္ဓာလားမပိုင်တဲ့ခန္ဓာဒီခန္ဓာကိုဒီရုပ်ကြီးကိုငါဟာလို့ဆိုလို့တခါဝေဒနာခံစားချက်ကောရှိမရှိစားကောင်းတယ်မကောင်းဘူးနေလို့ကောင်းတယ်မကောင်းဘူးဆိုတဲ့ခံစားချက်တွေမရှိဘူးလားအဲ့ဒီဒုက္ခဒုက္ခတွေဆိုတာလဲဝေဒနာဆိုတာလဲဝေဒနာခန္ဓာဆိုတော့အစုဝေးတခုတည်းနေလို့ဒုက္ခချမ်းသာတခုတည်းနဲ့ယက်တည်လို့ဒုက္ခဆင်းရဲတခုတည်းရခြင်းလို့လဲမရဘူးအဲ့တော့ခန္ဓာရဲ့သဘောအရဒီဝေဒနာကလည်းအမြဲတမ်းဖောက်ပြန်ပြောင်းလဲနေမှုရှိမရှိပြောင်းလဲနေလို့လဲခံစားရတာမပြောင်းလဲရင်ခံစားစရာကျေနပ်ကြလားအဲ့ဒီခံစားမှုကောအစိုးရရဲ့လားကိုပိုင်ရဲ့လားဒါဖြင့်ဒီခံစားမှုကိုအားကိုးလို့ရောရသလားဒီဖောက်ပြန်မှုကိုအားကိုးလို့ရောမရရင်ဒီဘက်ကသင်ညက်ခန္ဓာအခုဖြူနီကြောင်ကြအဖေအမေငါရငါရွာမှတ်သားထားတဲ့သင်ညာတွေကောရှိမရှိကဲအဲ့ဒီသင်ညာကလေအမှားလဲမှတ်တာပဲအမှန်လဲမှတ်တာပဲအကောင်းလဲမှတ်တာပဲအဆိုးလဲမှတ်တာပဲကြုံရဆုံရမမှတ်ရဘူးလားအာယုံထိတွေ့သမျှတွေမှတ်နေရတာအဲ့မှတ်တဲ့မှာအကောင်အဆိုးအမှားအမှန်တွေအကုန်မပါဘူးလားပါတော့အဲ့ဒီတင်ညာမှတ်ဉာဏ်ကလည်းဒီယုံ nant ပေါ်မိပြီးဖြစ်ရတာမြဲသောတရားလားမမြဲသောတရားကိုမှတ်ဉာဏ်လေးကိုအစိုးရသလားဒါဖြင့်ဒီမှတ်ဉာဏ်အားကိုးလို့လဲကောင်းပြီဒီဘက်ကသင်္ခါရစေတနာသင်္ခါရဆိုတာကဲကိုစဉ်းစားပြီးဖြေစားခင်ဗျားတို့ကျွတ်တို့မှာစေတနာကောင်းတွေရှိသလားစေတနာဆိုးတွေရှိလားအကောင်းလည်းရှိတယ်ဟုတ်တာပေါ့တခါသိသဘောကောင်းနေသလောက်တခါတလားစိတ်ဆိုးစိတ်ယုတ်ဒီပေါ်တဲ့အခါကောတခါတလေသူတစ်ပါးကိုကူညီခြင်းတဲ့စိတ်ထောက်ပံ့ခြင်းတဲ့စိတ်ဖေးမခြင်းတဲ့စိတ်ဒီပေါ်နေသလောက်တခါတလေကြတော့ဖြက်လို့ဖြက်စီလှုပ်ခြင်းစိတ်ဒီကောအေးဒါမြင့်ဒီစေတနာမှလည်းအကောင်းဆိုးတွဲမနေဘူးလားတွဲနေရင်ဒါမြဲသလားမမြဲဘူးလားအမြဲတမ်းစိတ်ကောင်းရှိနေတယ်လို့ပြောလို့စေတနာကောင်းပေါ်နေတယ်လို့ပြောလို့အမြဲတမ်းစေတနာဆိုးနေတယ်လို့ပြောလို့လေအဲ့တော့စေတနာပြုပြင်မှုမှာနှီးမျိုးစုံမရှိဘူးလားအခုစေတနာဆိုတာတိုက်တွန်းမှုခုခမရတို့ခန္ဓာကိုယ်လေးအတွက်ထိုင်ခြင်းတဲ့အခါမရှိဘူးလားထခြင်းတဲ့အခါရောသွားခြင်းတဲ့အခါရောအမျိုးမျိုးပြောင်းလဲနေလို့ဒီစေတနာဆိုတာပေါ်နေတာ
ကဲအဲ့ဒီစေတနာတိုက်တွန်းစိတ်ဆော်မှုလေးကအစိုးရသလားမရဘူးကိုပိုင်သလားမပိုင်ဘူးလားအဲ့ဒါငါကိုငါဟာလို့ဆိုလို့ဒါဖြင့်စေတနာမပိုင်သလိုစိတ်ကိုရောပိုင်သလားစိတ်ဆိုတာသိတတ်တဲ့သဘောကြံတတ်တဲ့သဘောနော်သိစရာကြံစရာမှန်သမျှသိကြံပြီးတော့မနေကြဘူးလားတခါတလေအကြံစီကောင်းသလောက်အကြံစီဆိုးတွေကြံတာတွေကောကဲဒါဖြင့်ဒီစိတ်ကောပိုင်ရလားမြဲရလားဒါဖြင့်တကယ်အရှိခန္ဓာ၅ပါးသည်မြဲသောတရားလားမမြဲသောတရားလားကိုပိုင်သလားမပိုင်ဘူးလားဘာသစ္စာကြီးတော့ဒါဖြင့်ဒီဒုက္ခသစ္စာခန္ဓာ၅ပါးကြီးကိုအာကိုလို့မရဘူးမရတော့ဥဒ္ဒင်ကမနေ့ကသူတော်ကောင်းတို့ပြောခဲ့တယ်တကယ်အာကိုရအမှန်ဒီပါလေပြန်ပြောကံရဲ့အဲ့ဒီကံဉာဏ်ဝရိယဆိုတာလဲဘယ်ကဖြစ်ပေါ်တာလဲဆိုတော့ဒီခန္ဓာကမဖြစ်တာပဲဘယ်ကဖြစ်တာခန္ဓာဖြစ်လာတဲ့အခါမှာဥစဉ်ကသူတော်ကောင်းတို့ကိုသတိပေးလိုက်တယ်မွေးရပါအရင်အနီးနော်လူတယောက်ဟာမွေးလာပြီကလေးဆိုကြကိုယ်ပိုင်အရင်နီးတွေပါလာတယ်အဲ့ဒီအရင်နီးကဘာတွေလဲလို့မေးရင်ကံရဲ့ဉာဏ်ရဲ့ဝရိယကံဆိုတဲ့နေရာမှာကာယကံဝစီကံမနောကံအဲ့ဒီကာယကံဝစီကံမနောကံကဘယ်ပေါ်မီဖြစ်တာလဲလို့မေးရင်ခန္ဓာပေါ်မီဖြစ်တာဘယ်ပေါ်မီဖြစ်တာကောင်းပြီဒါဆိုရင်ကိုယ်ခန္ဓာကိုယ်ကအစိုးရသလားဒါဖြင့်သူ့ပေါ်မီဖြစ်တဲ့တရားကိုအစိုးရပါမလားမရတော့ဒီကာယကံဝစီကံမနောကံလေးလှုပ်တဲ့ခါမှာအမြဲတမ်းကုသိုလ်တွေကြီးဖြစ်နေမယ်လို့ပြောလို့လဲအကုသိုလ်တွေကြီးဖြစ်နေမယ်လို့ပြောလို့လဲဒါဖြင့်သူ့လိုဖြစ်နေတဲ့ကံတွေနောက်ကိုလိုက်ရမှာလားကိုယ်တိုင်စီမံနိုင်အောင်ကြိုးစားရမှာလားအဲ့တော့မှကံလုံးမဲ့ကြံတိုင်းဘာနဲ့ရွေးချယ်ရမှာအဲ့တော့ညာနဲ့ရွေးချယ်တော့မယ်ဆိုတော့သူတော်ကောင်းတို့မှာအကောင်အဆိုးအကြောင်းအကျိုးအမှန်အမှန်ကိုဝေဖန်စီစစ်နိုင်တဲ့ဉာဏ်ပါမပါရှိမရှိကဲတို့တရားဓမ္မတွေပြန်ပြီးတော့ပက်ပက်ဆက်ဆက်မေးလိုက်ပါဦးမယ်ဒီနေ့တို့လာတဲ့တရားဓမ္မတွေကိုမေးကြည့်စမ်းဉာဏ်ရှိတဲ့လူတွေလားမရှိတဲ့လူကိုတို့တရားဓမ္မတွေကိုမေးကြည့်စမ်းဉာဏ်ရှိတဲ့လူတွေလားဉာဏ်မရှိတဲ့လူတွေတိုးလိုက်တာဒီပိဿနဲ့ဒီအတန်အားမရှိဘူးဘုရားတို့ဝေခွဲလို့မရဘူးလားမဝေခွဲနိုင်ဘူးလားဝေခွဲနိုင်ပြောစမ်းမှာခင်ဗျားတို့ဉာဏ်မရှိတဲ့ဘဝလားဉာဏ်ရှိတဲ့ဘဝလားအဲ့ဒီအတန်မျိုးအကြောင်းမဲ့ပြောတာမဟုတ်ဘူးကိုဉာဏ်ရှိပါတယ်လို့ဆုံးဖြတ်ထားရင်ကံလုံးမဲ့ကြံတိုင်းဘာရွေးလို့မလဲဉာဏ်နဲ့ရွေးမယ်လေဘာရွေးလို့မလဲဟောအေးအမူဒီငါတို့ဉာဏ်ရှိတယ်ဆိုပြီးတော်ထုံတာဟုတ်နော်ကျုပ်ကလည်းထုံထိုင်းဖြင်းတပည့်တွေမလို့ချင်ဘူးဗျဟမ်ဖြတ်နဲ့လစ်ဖြစ်နေမှာဉာဏ်ရှိပါတယ်လို့ပြောဆုံးဖြတ်ထားရင်ဘာရွေးလို့မလဲကောင်းတာတွေကြီးရွေးလို့မှာပေါ့ကောင်းသောကာယကံကောင်းသောဝစီကံငါတဏ္ဍာကမကောင်းတဲ့ဝစီကံတွေမထွက်เสียဘူးကွာငါတဏ္ဍာကမကောင်းတဲ့အကြံတွေမကြံမိเสียဘူးကွာငါတဏ္ဍာမှာမကောင်းတဲ့ကာယကံတွေမလုပ်ဘူးဟဲ့ဒီလိုအသိဉာဏ်နဲ့ဆုံးဖြတ်နိုင်မှဆိုတော့အဲ့ဒီဉာဏ်ဆိုတာလဲအလိုကိုယ်တဏ္ဍာမှာထာဝရကိန်းနေတာမဟုတ်ဘူးခင်ဗျအဲ့ဒီဉာဏ်ကလေးဖြစ်အောင်ဘယ်လိုလုပ်မလဲတတိထားဝရိယဆိုင်ပညာနဲ့ကြည့်အပမဒေနဘိက္ခဝေသံပါရိထမြတ်စွာဘုရားကဒီစကား
အချိန်ချင်းပြောတာမမေ့နဲ့မပြောဘူးလားတတိတရားလေးနဲ့အလုပ်တစ်ခုလုပ်မဲ့ကြံတိုင်းအသိဉာဏ်ကိုနှိုးနေရယောနိသောမနတိကာရဆိုတာဒါပဲနောက်ကသတိကလေးနဲ့သတိပညာဆိုတာကအကောင်းဆုံးအကြောင်းကျိုးအမှန်မှန်ကိုဝေခွဲနိုင်တာပညာနော်အဲ့ဒီပညာနဲ့ဒသိချင်းချတာကဉာဏ်ဆုံးဖြတ်ချက်ချတာဉာဏ်နော်မတတရအင်္ဂလိပ်စာလည်းပါသွားတယ်နော်အဲ့တော့ပညာကအကောင်းဆုံးအကြောင်းကျိုးအမှန်မှန်ဝေဖန်တတ်တာပညာဓာတ်ပညာရှိဆိုတာအကောင်းဆုံးအကြောင်းကျိုးအမှန်မှန်ကိုဝေဖန်တတ်ရတယ်အဲ့ဒီဝေဖန်နိုင်တာကိုတတိနဲ့ပြန်ပြီးအသုံးချမှနော်ဝေဖန်တတ်တာပညာဓာတ်အသုံးချတတ်တာပညာရှိဟောအသုံးချတတ်မှပညာရှိဖြစ်တယ်အသုံးမချတတ်ရင်တတ်ပြီးအလကားပဲပညာတတ်ပြီးမသုံးတတ်တဲ့လူတွေကလောကမှာအစိတ်တောက်ဖြစ်မှတ်ထားပါသဘောပါသလားကိုလည်းဖြက်စီးပြီးတော့လောကကြီးကိုဖြက်စီးနေတာအဲ့ဒီပညာတတ်တယ်တတ်ပြီးတော့သူ့နေရာနဲ့သူအံဝင်ခွင်ကြမသုံးတတ်တာအဲ့တော့ယောနိသောမနတိကာရဆိုတာနှလုံးသွင်းမှန်ထားပြီးတော့သတိနဲ့ပညာနဲ့တွဲနောက်ဝရိယနဲ့အာထုတ်ဘာနဲ့အာထုတ်အဲ့တော့ဉာဏ်ဖြစ်ကြောင်းဆိုတာဉာဏ်ဖြစ်ခြင်းရင်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်အဲ့ဒါမဲ့ခင်၈ပါးရပဲနော်သတိဝရိယပညာဆိုတော့တမာဒိဋ္ဌိတမာသင်္ကပ္ပဒါပညာမဲ့ခင်တမာဝါယမတမာသတိတမာသမာဓိဒါသမာဓိမဲ့ခင်ဒီမဲ့ခင်၅ပါးပေါင်းလိုက်တဲ့ခါမှာဒါဉာဏ်ဖြစ်လာတယ်ရှင်းသလားကောင်းပြီအဲ့တော့သတိပညာနဲ့ကိုဆင်ញင်ပြီးတော့ကံလှုပ်တိုင်းမှာသာဝရိယနဲ့ပြင်နေရင်တို့တွေလမ်းမှန်ရောက်နိုင်မရောက်နိုင်လမ်းကောင်းရောက်နိုင်မရောက်နိုင်ကဲကြည့်ကြစို့မနေ့ကကုမာရကတ္တပဘယ်သူလဲကုမာရကတ္တပလေးဟာရှင်မင်းမွေးစားသားအဖြစ်တဲ့သူကြီးမလာဘူးလားကြီးလာပေမဲ့သူ့ကိုယ်သူအရွယ်ရောက်လာတော့မွေးစားသားမှမသိဘူးလားသိလာတော့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတော့တန်ဝေကယူလိုက်တယ်အော်ဆိုးလိုက်တဲ့ကံတဲ့အမေရှိရတဲ့အမေနဲ့အတူတူမနေရအဖေရှိရတဲ့အဖေနဲ့အတူတူမနေရနော်မနေတိုက်တဲ့ဘဝမနေနိုင်တဲ့ဘဝရောက်နေတယ်ဒီကံဆိုးနဲ့တော့ငါမသွားတော့ဘူးကံကောင်းဖြစ်အောင်လုပ်လိုက်တော့မယ်ဆိုပြီးတော့သာသနာဘောင်ဝင်ပြီးတော့လွတ်မြောက်အောင်အာမထုတ်ဘူးလားအာထုတ်တဲ့အတွက်သူယဟန္တာဖြစ်သွားပြီမနေ့ကဘသူကိုဘသူအားကိုးလိုက်တာဘာနဲ့တော့ဉာဏ်နဲ့ဘာရှိတဲ့ဘဝဉာဏ်ရှိတဲ့ဘဝအသိဉာဏ်ရှိတဲ့ဘဝကဲအဲ့ဒါသူ့လဲတော့ပြီးသွားပြီထားလိုက်တော့အခုဘသူ့အလဲရောက်နေအမိတ်အလှဲ့ပေါ့ကွာနော်ခုခမရတို့အလှဲ့လဲခမရတို့အလှဲ့ပဲကိုနှလုံးသွင်းထားအဲ့တော့တရားနာရင်းနဲ့ရုပ်ရှင်တွေဗီဒီယိုတွေကြည့်တဲ့အခါကျတော့ကိုဇက်လိုက်နေရနေခံစားပြီးကြည့်ရင်ပို့ပြီးတော့အသက်မဝင်ဘူးလားအေးဒီတိုင်းပဲတရားနာတဲ့အခါကျတော့လေဒီတရားနာတဲ့ထဲကဝတ္ထုတွေကဇက်ကောင်ဟာဘယ်သူတို့ကိုပဲလို့ခံယူပြီးတော့သွားအဲ့တော့မနေ့ကမေတော်ကြီးနော်ကုမာရကတ္တပမေတော်ကြီးကသားနဲ့မတွေ့တာ12နှစ်ရှိပြီတဲ့ဗါတဲ့အဲ့ဒါဥစဉ်ဒီနေ့စာကိုသေးချာပြန်ဖတ်တယ်အမိပြန်ကောင်းပြန်ဖတ်ဆင်ခြင်ကြည့်တော့ကုမာရကတ္တပ9နှစ်အရွယ်ကကိုရင်ဝတ်တယ်ကိုရင်ဝတ်ပြီးတော့သာသနာဘောင်မှာဥပ္ပဇေဆရာနေတိကြီးဆရာကြီးရဲ့သွန်သင်ဆုံးမမှုနဲ့နိနာနေတရားတွေခံယူတယ်ဆိုတော့အဲ့ဒီချိန်တော့ဒါဒီဘိက္ခုနီမတွေ့နေရမြင်နေရတာငါသားလေးနဲ့သားလေးဘယင်သားဖြစ်နေတာတွေဘယင်သားကနေကိုရင်ဝတ်သွားတာတွေသူမျက်စိရှိအောက်တင်သူမြင်နေရတယ်သာဘောထိမှာအဲ့ဒီကနေအရွယ်ကလေးတစ်ဖြည်းဖြည်းရောက်လာတဲ့ခါကျတော့ကုမာရကတ္တပကပါရမီရှင်ကြီးပြီးပြီဘုံရှင်ကံရှင်ပါရမီရှင်ဆိုတော့သူယက်တီနေရတဲ့နေရာကိုအကောင်းဆုံးအောင်မြင်ဆုံးပုံဖော်နိုင်တယ်ဒါဘုံရှင်ကံရှင်ပါရမီရှင်နေကုမာရကတ္တပသာသနာဘောင်ဝင်လိုက်တယ်တကယ်တော့ဘုရားရှင်ရဲ့တပည့်သား
တန်ခါအဖြစ်ခံယူလိုက်ရင်တာမဏေပဲဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်ယဟန်တာမဏေတို့ရဲ့သာသနာဘောင်မှာသာသနာຫນွယ်ဝင်တို့ရဲ့ပန်းတိုင်ဟာဘယ်ရောက်ဖို့လို့နိဗ္ဗာန်ရောက်ဖို့အရဟတမအရဟတဖို့ကဦးဇင်းတို့ယဟန်တွေရဲ့ပန်းတိုင်ပဲအဲ့တော့အမျိုးကောင်းသားမှန်ရင်ပါရမီရှင်မှန်ရင်ကိုလျှောက်တဲ့လမ်းကိုဆုံးအောင်ရှောက်နိုင်ရတယ်အဲ့ဒါလေးမှတ်ထားအခုလည်းခင်ဗျားတို့ဘာဘာသာကိုးကွယ်တာဗုဒ္ဓဘာသာဝင်အားလုံးရဲ့ပန်းတိုင်ဟာပါလဲကိုဗုဒ္ဓဘာသာလို့ကြွေးကြော်ထားရင်နိဗ္ဗာန်တော့မြင်အောင်လုပ်ရမယ်ဗျနိဗ္ဗာန်မြင်အောင်ခင်ဗျားတို့ရွရွရွှ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 ွသဘောပေါက်လားအတိတ်ပဲဖွင့်ရင်ဒီလိုဖွင့်ရတယ်ဘုံရှင်ကံရှင်ပါရမီရှင်အမျိုးမြတ်တဲ့ပုဂ္ဂိုလ်ဆိုတာလိုရာပန်းတိုင်ကိုရောက်အောင်ရှောက်နိုင်ရတယ်အဲ့တော့ကုမာရကသမသူ့လိုရာပန်းတိုင်ရှောက်ဖို့အတွက်အမျိုးကောင်းသားပြီးအရွယ်ရောက်လာတာနဲ့ကမ္မထမ်းဆရာထားကမ္မထမ်းတောင်းပြီးတော့ဝေးရတော်ရသွားပြီးတောထွက်တရားအထုတ်အဲ့ဒီမှာစတာသူ့အမေနဲ့မတွေ့တော့ဟုတ်ပြီနော်အဲ့ဒီကနေပြီးတော့တော်ထဲမှာအထုတ်နေတယ်မရဘူးမရတဲ့ခါကျတော့ဗြဟ္မာကြီးကလာတယ်ဝါမိကသုတ်ခေါ်တယ်လို့မနေ့ကမပြောဘူးလားပြောတယ်အဲ့တော့သူ့ရဲ့တရားအထုတ်ပဲကသဗ္ဗမြတ်စွာဘုရားရှင်လက်ထက်ကတောင်ပေါ်မှာလေကားကိုတွန်းချပြီးအထုတ်ခဲ့တဲ့ထဲကအနာဂံဖြစ်သွားတဲ့ဗြဟ္မာကြီးကဓမ္မမိတ်ဆွေပေါ်မှာပြန်ပြီးတော့ချီးမြှောက်တဲ့အနေနဲ့ဝါမိကသုတ်ပြဿနာကိုလာမေးတယ်မေးပြီးတော့မင်းဘုရားစီသွားမေးကြီးဘုရားထံကအဖြေယူပြီးအထုတ်ပါဆိုပြီးတော့အဲ့ဒီတော့မှတောင်ပိုးကြီးဥပမာပြနဲ့မြတ်စွာဘုရားတံမေးရင်ဖြေတဲ့ဓမ္မနိယာမတွေသူကောင်းစွာမြင်ပြီးတော့အထုတ်လိုက်တာယဟန္တာဖြစ်သွားတယ်ယဟန္တာဖြစ်ပြီးတော့မြို့ပြန်လာတဲ့အချိန်ကျမှမေတော်နဲ့တွေ့တာဆိုတော့12နှစ်ကြာသွားတယ်ဘယ်လောက်ကြာ12နှစ်ကြာသွားပြီဆိုတော့အမေလှုပ်တဲ့လူကသားလှုပ်တဲ့လူကိုမြင်လိုက်ရတယ်သားကလည်းအဲ့ဒီမှာယဟန္တာဖြစ်လာတဲ့အပြင်ဘာထူးခြားနေသလဲဆိုတော့စမ်းကြယ်စွာတရားစကားတွေကိုလူအများနားဝင်အောင်ကျွတ်အောင်လွတ်အောင်ဟောတတ်တဲ့နေရာမှာထူးချွန်တဲ့ပုဂ္ဂိုလ်မို့လို့နော်တရားကိုစမ်းကြယ်စွာဟောကြားတတ်တဲ့နေရာမှာဣတတဲ့မြတ်စွာဘုရားလက်ထက်မှာဓမ္မဂရိကဣတတဲ့ရတဲ့ပုဂ္ဂိုလ်သဘောပါရဲ့လားဆိုတော့သူကထင်ပေါ်နေပြီကြော်ကြားနေပြီဆိုတော့အမေလှုပ်တဲ့လူကသတင်းကြားနေတယ်ငါသားကလေးနဲ့တွေ့ရရင်ငါသားနာကတရားနာရရင်တော့ငါတော့ကျွတ်တန်းဝင်လိုက်ဝင်ရကောင်းရဲ့ငါသားတော့အားကိုးရမှာပဲဒါမိဘထိုင်းရဲ့ရည်ရွယ်ချက်မိဘတွေကသားသမီးကိုမွေးဖားလိုက်ပြီဆိုရင်ဒီသားသမီးထံကဒီနေ့တော့ဒီသားသမီးတွေအားကိုးရမှာပဲဆိုတဲ့ရည်မှန်းချက်ကလေးတွေရှိမရှိအေးဒီတိုင်းပဲကုမာရကသမမေတော်ကလည်းသားအပေါ်မှာမျှော်လင့်ချက်ကလေးသားဆိုတဲ့တန်ရောစင်ကလေးတကယ်တော့လေဒီနေရာမှာတို့တွေစဉ်းစားဖို့ကတဏှာရဲ့လက်ချက်ဘလောက်ပြင်းထန်တယ်ဆိုတာကုမာရကသမရဲ့မေတော်ဒီဘိက္ခုနီမကြီးဟာငယ်စဉ်တောင်ကြီးကလေးဘဝကလေးကအရိယသစ္စာ၄ပါးတရားတွေကိုနာကြားတော့လူလောကကာမဂုဏ်အာယုန်တွေဟာဆက်စုပ်ဖွဲ့ရယွန်ရှားပွဲရမနစ်မြို့ပွဲရပဲလို့ကောင်းစွာသိလို့ယဟန်ဝတ်ခွင့်တောင်းခဲ့တဲ့ပါရမီရင်ကြီးမိဘကပေးစားတဲ့ယောက်ျားနဲ့နေတာတောင်မှပွဲလန်းသမင်သွားတော့မယ်ဆိုတော့ယောက်ျားကဖီးလိမ့်ပြင်ဆင်ခိုင်းလို့မှန်ရှိထိုင်ပြီးတော့သူ့ကိုယ်သူကြည်ရင်းနဲ့အသုဘကမ္မထံထင်မြင်လာလို့ယောက်ျားလှုပ်တဲ့လူကမိမတဏခါလိမ့်လေမလှုပ်နေတာတော့ဆိုတော့အသုဘကြီးကိုနန္ဒဖုံးတော့ဘာထူးမှလဲအရှင်ဆိုပြီးပြောခဲ့တာသပင်မွေးခြင်းခြေသက်လက်သက်ရေသူရေပြဥသေးဥပတွေနဲ့ဖွဲ့စည်းထားတဲ့32ခေါထာသားပဲရှိတဲ့အပုတ်ကောင်ကြီးဒွါရ6ပေါက်ကအပုတ်တွေယိုစီးနေတာမျက်လုံးကမျက်ချိနားကနှာဖာကြီးနှာခေါင်းကနှာချိဘာများတင့်တယ်လို့လဲကိုသူ့ယောက်ျားသူပြောတာအသုဘကောင်ကြီးတင်းချိုင်းကုန်းမှာမြေကြီးတဲ့မြို့ဝမှာဘာဆန်းနေလို့လိန်ခိုင်းနေတာလဲဆိုတော့မင်းဟာကွာတကယ်အရိယာမကြီးတွဲမဲ့ပြောနေတာဒီတိုင်းဖြစ်မင်းသင်္ကန်းဝတ်ပါလားဝတ်ချင်တာပေါ့သင်္ကန်းဝတ်ဖို့ငယ်ငယ်လေးကလေးကခွင့်ပန်တာအိမ်ကခွင့်မပြုလို့အခုတော်ကခွင့်ပြုရင်ကျုပ်ဝတ်မပေါ့ဆိုတော့ဩ
ဟာမင်းစောစောကပြောမှာကွာလင်ယုံလုပ်တဲ့ပုဂ္ဂိုလ်ကလည်းဗုဒ္ဓသာသနာကိုးကွယ်တဲ့ပုဂ္ဂိုလ်သမာဓိဋ္ဌိအမြင်မှန်ရှိတဲ့လူဆိုတော့မင်းဒီလိုသူတော်ကောင်းစိတ်ရှိနေရင်ကွာမင်းငါမပြစ်မှားပါဘူးပြောပါကွာဆိုပြီးတော့ကြောင်းမပို့ဘူးလားအဲ့ဒီတန်ဝေကားတွေနဲ့သင်္ကန်းဝတ်လာတဲ့ပုဂ္ဂိုလ်သို့တော့ရင်မာတရေလွယ်ပြီးမွေးလိုက်ရတဲ့သားလေးကြတော့ဘယ်သူသားလေးဖြစ်နေငါသားလေးငါသားလေးနဲ့ငါနဲ့ခွဲနေရတယ်ငါသားလေးငါမမြင်ရတာ12နှစ်ရှိပြီဟောဂိုင်းတဏမာနဒိဋ္ဌိမလာဘူးလားသဘောပါရနော်တဏမာနဒိဋ္ဌိဆိုတော့ဒီမှာတဏဥပါဒာနေမလာဘူးလားတဏဆိုတာသားရဲ့လို့ချစ်ခင်ဆွဲလာတွေ့တာတတ်မဲ့လိုက်တာတဏရစဝိုင်းတော့အစင်ပြေဘူးရတိုင်းနဲ့ထားလိုက်တော့နော်ချစ်ခင်ဆွဲလာနေတာတဏဆွဲလာနေတာကဥပါဒံတဏဥပါဒံနေကြောင်းသူသည်ငါသားဆိုတဲ့အစွဲလေးမရှိဘူးလားရှိတော့ဒုက္ခဗျာဒီတဏကနှိမ့်ဆက်နေတာသူတရားသူအားထုတ်နိုင်စွာမရှိတော့အခုမတွေ့ရကြတဲ့သားနဲ့လည်းတွေ့ရောဘိက္ခုနီမကြီးကကုမာရကသဗ္ဗကရှေ့ရလျှောက်ဘိက္ခုနီမကနောက်ကနေလိုက်ယောက်ျားခြေလန်းနဲ့မိန်းမခြေလန်းဆိုတူးသလားမတူဘူးအဲ့ဒါသားနဲ့တကြောကြောអော်ပြီးလိုက်ဟောလှည့်မကြည့်မိလူမိခင်ဖြစ်တော့ရက်တက်ပြီးစကားပြောတယ်ဘိက္ခုနီမဖြစ်ပြီးအိန္ဒြေမဲ့လာကြလားတတိလေးများထားပါဦးဒီရွယ်ထိဘိက္ခုနီမဝတ်ကြီးနဲ့ဘာလုပ်နေတာလဲဟောသားငေါက်ပြီမချစ်လို့လားမေမေကိုမုန်းလို့လားမုန်းလို့မဟုတ်ဘူးဗျဘာလို့ဒီလိုပြောတာလဲချစ်လို့ကျေးဇူးရှင်မို့လို့ကျေးဇူးဆက်တာတော့ပါလားရစ်ပတ်เสียနောင်ဖွဲ့เสียသမုဒိယတန်ရောစဉ်တွေသွားပြောရင်ကဲတာလားနှစ်တာလားဒါသဘောမပေါက်ဘူးသဘောမပေါက်တဲ့ခါကျတော့ဟိုကပြစ်ခါပြောလိုက်တယ်အိန္ဒြေမဲ့လာကြီးလားဘိက္ခုနီမလုံနေပြီးတော့ဒီလောက်နှစ်ပေါင်းများစွာဘလို့လုတ်ပြီးနေလာခဲ့တာလဲဘိက္ခုနီမဝတ်ကြီးနဲ့တတိလေးထားပါအောင်ကိုဟုတ်ပြီနော်ဆိုပြီးတော့ဇတ်ဆိုလှည့်ထွက်သွားတော့တာဟိုကပြောတာနားမဝင်ဘူးဆိုတော့ရှင်ကုမာရကသဗ္ဗရှေ့ကနေယောက်ျားခြေလန်းနဲ့ထွက်သွားနောက်ကတာဒီဟုသောချစ်ချင်းနဲ့လိုက်တာဘာဖြစ်တော့မောက်ရဲ့လဲတယ်လို့မပြောဘူးလားသင်္ကန်းစတက်နေပြီမောက်ရဲ့လဲမောက်ရဲ့လဲတာမှလေသားရဲ့လို့နှုတ်စုအရွယ်ကခေါ်သွားခံရတာဆိုတော့ချစ်ချင်းမေတ္တာဓာတ်ကဘလောက်ပြင်းထန်တယ်လဲဆိုတော့မောက်ရဲ့လဲလိုက်တာဒီသားမြတ်နှုတ်အိမ်ကနှုတ်ရည်တွေရှံထွက်ကဲသူ့သားပေါ်ဘလောက်ချစ်တယ်ဆိုတာတော့ပါရနော်နှုတ်ရည်တွေရှံတွက်တာဘိက္ခုနီမသင်္ကန်းကိုနှုတ်ရည်ရွှဲကိုကဲမောက်ရက်ကလဲအရှက်မကွဲဘူးလားအဲ့ဒါကုမာရကသဗ္ဗလဲမှန်းသိတယ်လက်မကြည့်တော့သောပါသလားမချစ်လို့လားရန်သူမို့လို့လားမုန်းနေလို့လားတန်ရောစဉ်သမုဒိယသည်ဒုက္ခပေးသလားဒုက္ခပေးအရိယာကြီးကသိသွားပြီသူကလမ်းဆုံးရောက်ပြီးပြီသူ့အမေဟာသမုဒိယတန်ရောစဉ်နဲ့လမ်းဆုံးမရောက်သေးဘူးဆိုတာ तू မသိဘူးလားအထက်အရိယာတွေကအောက်ဖုတုစဉ်ကိုကောင်းစွာသိတယ်ဗျသိတော့ဒီမေကိုငါကဲတင်မှရမှာဆိုပြီးတော့သမုဒိယပေးရင်ဒုက္ခပဲရောက်သမုဒိယသိမ့်မှဒုက္ခငြိမ်းမှာအဲ့တော့အမေအတွက်တန်ရောစဉ်ပြတ်ဖို့အကူအညီပေးလိုက်
ရှင်းတယ်နော်အဲ့တော့ကိုတန်ဖိုးကိုမသိဘူးလားအိန္ဒြေမဲ့လိုက်တာဒီလောက်နှစ်ပေါင်းများစွာဘိက္ခုနီမဝကြီးနဲ့ဘာတွေလုပ်နေတာလဲဆုံးမခဲ့တဲ့စကားရှက်ရှက်နဲ့ထတပိတ်ကလည်းကွဲစဉ်းစားတယ်ရက်ဆက်လိုက်တာငါမှာတော့ဖြင့်သားနဲ့ဒီသားတန်ရောစင်နဲ့ငါမှာတရားလည်းအာမထုတ်နိုင်တရားလည်းနှလုံးမသွင်းနိုင်တရားနာလို့လည်းတရားနာတဲ့စိတ်မရောက်ဆုံးဆက်ခံလို့လည်းမဖြစ်တော့ဘူးဒီမှာသင်္ကန်းတစ်ခုလည်းရွှဲနေပြီနှုတ်ရည်လေးနဲ့အဲ့ဒါနဲ့ကြောင်းပြန်သွားဒေါသနဲ့ပြန်သွားပြီးတော့သူ့ခန်းလေးတွေရောက်တကားပိတ်ပြီးတော့ဒီလောက်ရှိတဲ့သားဒင်းအားကိုနေလို့တော့မရကိုသားကရက်ဆက်ပြခဲ့ပြီဟုတ်ဗျလူလေကောင်ငေါက်သွားလိုက်တာဟိုမှာဓမ္မဂတိကကြီးကသဘောပါရဲ့လားဟဲ့ဘိက္ခုနီမကြီးမရှက်ဘူးလားဒီလောက်အိန္ဒြေမဲ့ရသလားဒီအရွယ်ထိဘာလုပ်နေတာလဲသဘောပါရနော်ကိုမင်းကိုပြောကိုခင်ဗျားတို့ဘယ်ရွယ်ရှိပြီလို့အဲ့ဒီအဖြေလိုချင်တာတခါကြီးတာရုဘယ်ရွယ်ရှိပြီလို့ဗျသေကံနီးတွေခင်ဗျားတို့သေကံဝဲတွေလားသေကံနီးတွေလားငါသည်အချိန်ပိုင်းသာလို့တော့သည်ပြန်ပြောသားအချိန်ပိုင်းဆိုတော့ဘယ်လောက်လို့မလို့တော့နေ့သေးမလားအခုသေးမလားခဏနေသေးမလားပြောနိုင်သလားမပြောနိုင်ရင်ဖြည်းဖြည်းလုပ်ရမှာလားမြန်လုပ်ရမှာလားသဘောပါသလားဘယ်ရွယ်ရှိပြီလဲငုတ်ကိုအသက်ဘယ်လောက်ရှိပြီလုပ်မနေနဲ့သေကံဒီနေပြီလို့မှတ်ထားအဲ့ဒါဒီရွယ်ထိခမည်းဘာလုပ်နေတာလဲတဲ့သတိမရှိဝရိယမရှိနဲ့အိန္ဒြေမဲ့လာကြီးလားတဲ့ဒီတန်ရောစင်လေးမှမဖြတ်နိုင်ဘူးလားဟောပြောရတယ်နောက်ဆုံးစကားသဘောပါသလားတကယ်တော့ငါလင်ငါသားငါမယားငါပစ္စည်းငါဥစ္စာဆိုတာရှိသလားအရာအလုံးကကိုတော့မပိုင်မဲနဲ့ကိုပိုင်ပစ္စည်းဆိုတာလဲငါသားငါသမီးဆိုတာလဲဒီတန်ရောစင်လေးလောက်မှမဖြတ်နိုင်ဘူးလားတဲ့ဆိုတော့စိတ်နာသွားတော်ဒင်းအားကိုလို့တော့မရဘူးဘယ်သူအားကိုအဲ့တော့မှအရှက်ကလည်းကွဲခဲ့ပြီဗျနော်အနာကြီးနာသွားတော့သားတန်ရောစင်ကလည်းပြတ်သွားပြီဒီလိုပြတ်အောင်လည်းလုပ်ပေးလိုက်တော့ဘူးဗျအဲ့တော့သားတန်ရောစင်ပြတ်သွားပြီဆိုတော့တခါတည်းကြောင်းရောက်တော့ထက်ဝဲဖွေထိုင်တဲ့မိသကနာတော်ပြီတဲ့ငါတီတန်ရောစင်မဖြတ်နိုင်သေးရင်ဒီနေရာမထတော့ဘူးရှင်းသလားအဲ့တော့မှသတိထားဝရိယဆိုင်ဘသူကြည့်ကိုကြည့်တော့ခန္ဓာဘယ်နှပါခန္ဓာ၅ပါးလုံးကမြဲသောတရားလားမမြဲသောတရားလားအားလုံးကဖြစ်ပြီးရင်ဘာသစ္စာဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကသေတာကဉာဏ်နဲ့ယုတ်တရားနံတရားတွေဟာဖြစ်ပြီးတော့ပြတ်နေတာဘာလားလို့သာကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်သာသိဒိဋ္ဌဓမ္မောပတ္တဓမ္မောဆိုတာဒိဋ္ဌဓမ္မောကိုယ်တိုင်မြင်အောင်ကြည့်ရမယ်အခုယုတ်တရားလေးကြည့်တာမြဲသလားမမြဲဘူးလားဖြစ်ပြီးရင်မနေ့ကယုတ်နဲ့ဒီနေ့ယုတ်တူသေးလားမနေ့ကယုတ်တွေအခုရှိသေးလားအခုယုတ်ကောခဏနေသဘောပါလားအခုစိတ်တွေရောခဏနေဒီယုတ်ဒီနံနေဟာခိုင်ခန့်တည်တတ်နေတဲ့အမျိုးလားဒလဇတ်ဖြစ်ပြနေတာလားဘယ်ဟာမှအစားပြန်လိုခြင်းလို့တို့တော့လေတကယ်တော့အတိတ်ဘဝတုန်းကလည်းတကယ်ရှိတာယုတ်တရားနဲ့အတိတ်ယုတ်နံနေပြန်လိုခြင်းလို့ဘယ်တော့ပြန်ရမလဲအခုယုတ်နံကောခဏနေလိုက်မလားနှလုံးသွင်းမှာအခုရှိနေတဲ့ယုတ်တရားလည်းဖြစ်ပြီးရင်အခုတရားထိုင်တာနေတဲ့ယုတ်ကိုအိမ်ပြန်ပါမလား
အခုအိမ်ကလာခဲ့တဲ့ရုပ်ကောအခုရှိသေးလားသဘောပါရဲ့လားဒါဖြင့်တို့ဘယ်ရုပ်ကိုလွမ်းမှာလဲဘယ်ရုပ်ကိုချစ်မှာလဲဘယ်ရုပ်ကိုမုန်းမှာလဲစဉ်းစားတော့နာကတရားနာညာကခန္ဓာလဲကိုယ်ခန္ဓာကိုယ်ကြည့်စမ်းပါတို့တရားနာလာခဲ့တုန်းကရုပ်တွေရှိသေးလားခုနမိုးတွေရွာမှာဆိုလို့ဟိုပြရမလို့ဒီပြရမလို့ဖြစ်တဲ့ရုပ်တွေရှိသေးလားအခုတရားနာနေတဲ့ရုပ်ကောမြဲရလားအခုနာနေတဲ့ရုပ်ကအိမ်ပြန်ပါမလားနောက်မှဘယ်လိုယုံမဲဖို့ဖြစ်ပါစေလို့ပြောလို့ကောဒါဖြင့်ဒီရုပ်ဒီနာဆိုတာကိုပိုင်တဲ့တရားလားမပိုင်တဲ့တရားမြဲသောတရားလားမမြဲသောတရားလားဒါဖြင့်ဘယ်ရုပ်ကိုချစ်မှာတော့မနိကရုပ်ကိုချစ်မှာလားအခုရုပ်ကိုချစ်မှာလားနက်ဖြန်ရုပ်ကိုချစ်မှာလားချစ်တယ်လို့ပြောစရာလဲတေချာနှလုံးသွင်းတော့ဘယ်ရုပ်ကိုမုန်းမှာတော့ခုနငါသားလို့ပြောတာဘိက္ခုနီမကြီးအခုကိုကြည့်ပြီကြည့်တော့ကိုရုပ်ကိုနံရောမြဲသလားမမြဲရင်သူ့သားရုပ်နံရောဒါဖြင့်မွေးကာစားငါသားလေးရုပ်ကိုချစ်မှာလားအဲ့ဒါဆိုလည်းအခုမရှိတော့ဘူးအခုသူဆဲဆူသွားတဲ့ရုပ်ကိုမုန်းမှာလားမုန်းเสียလဲချစ်ချင်းလည်းမရှိသေတာကသမုဒိယသစ္စာသမုဒိယသေသွားပြီဘာဖြစ်လို့ဆိုယုံနာအမှန်မြင်သွားလို့ဘာမြင်သွားလို့အလုံးတော့အရေးကြီးတယ်နော်ဒီတရားမျိုးမှခင်ဗျားတို့မနာဘူးသေးရင်တော့ဗုဒ္ဓဘာသာဖြစ်ဖို့ခင်ဗျားတို့ဝေးသေးတယ်ရှင်းရလားတကယ်အရှိကယုတ်တရားနဲ့အဲ့ဒီယုံနာသည်မြဲသောတရားလားမမြဲသောတရားလားဒလစဖြစ်ပြီးတော့ဒါဖြင့်မနေ့ကယုတ်ကိုချစ်မလားချစ်เสียရောရှိလားချစ်လို့ရောရသေးလားအခုယုတ်ကြီးချစ်မလားအခုယုတ်ကြီးလည်းလက်ဆုပ်လက်ကင်ပြလို့မနှက်ဖြန်ယုတ်ကိုချစ်မလားချစ်เสียလဲမုန်းเสียရောအားလုံးကဖြစ်ပြီးရင်ဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာနဲ့တခါတည်းမှန်ကန်ကြီးသိတော့ဒိဋ္ဌဓမ္မောကိုယ်တိုင်မြင်သွားပြီပတ္တဓမ္မောကိုယ်တိုင်တွေ့သွားပြီရုပ်တရားကြည့်တော့လည်းဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်နာမ်တရားကြည့်တော့လည်းဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ဖြစ်ပြက်အစားထိုးနေတာလွယ်ပြီဘာမှမရှိဘူးသဘောပါသလားအဲ့ထက်မှယောက်ျားလို့ခေါ်ကြရလဲမိန်းမလို့ခေါ်ကြရမလဲအားလုံးကဖြစ်ပြီးရင်ဘာသစ္စာတက်တော့ဖြစ်နေတာမှန်သမျှဘာလို့ဖို့ပြက်ဖို့ဘာများအနှစ်သာရရှိတယ်သဘောပါသလားဓာတ်ရုပ်ဂုံတူးဆောင်ကြီးလှုပ်เสียရှင်းရလားချစ်ဖို့လည်းမရှိဘူးချစ်ချင်းမုံရင်ကင်းသွားတော့တန်ရောစင်တွေဘာဖြစ်လို့ပြတ်သွားပြီးတကလားသမုဒိယသေပြီးတော့နော်အကြောင်းသေရင်အကျိုးသေသွားပြီယုံ nant ခန္ဓာချုပ်ငိမ့်ရုပ်သိမ့်တဲ့နိရောဓသစ္စာကိုတထိုင်နဲ့မျက်မှောက်ပြုသွားတယ်သဘောပါရဲ့လားဒိဋ္ဌဓမ္မောပတ္တဓမ္မောယုံ nant ဓမ္မကိုတခါတည်းသင်္ခါရဖြစ်ပျက်ကိုပိုင်နိုင်လဲမျက်မှောက်ပြုလိုက်ရောနိရောဓသစ္စာမျက်မှောက်ပြုတဲ့အထိကိုယ်တိုင်တွေ့ကိုယ်တိုင်မမြင်ရဘူးလားအဲ့တော့မှဝိရိဒဓမ္မောတိဏ္ဏဝီစီကိသောဆိုတဲ့အတိုင်းယုံမားတန်တရားတွေကင်းပြီးတော့ဆိုက်မြိုက်ကြီးဘယ်သူမှအားကိုးเสียမလိုတော့ဘူးအားကိုးရှာဖို့ရောလိုသေးလားဝိကထကထံကတော်ရဲရင်ကြီးဆုံးဖြတ်ချက်ချသွားပြီငါမှဒီမဲ့ညာဖို့ညာသီလသမารိပညာကလွဲပြီးအားကိုးရဆိုတာမရှိတခြားဘာမှလိုက်ရှာနေเสียဝေသာရိသပတ်တော်ရဲရင်ဆုံးဖြတ်ချက်ချပြီးအပရပစ္စယောဒီသာသနာမှာဒီမဲ့ဖို့မှလွဲ၍အားကိုးเสียဒီမဲ့ဖို့သာလျင်ပန်းတိုင်အစ်စ်အားကိုးရအမှန်ပဲလို့ဘိက္ခုနီမဆုံးဖြတ်ချက်ချတယ်ဓမ္မဂုံတွေကိန်းသွားပြီဘာတွေကိန်းသွားပြီအဲ့တော့ခုနကသားဆိုတဲ့ချစ်ချင်းနဲ့ပူလောင်နေတဲ့ຢာကမိတွေရောရှိသေးလားသားပေါ်မှာမကျေနပ်တဲ့ဒေါသမိတွေကောမရှိတော့ဘူး၁၇ပါးသောမိတွေငြိမ်းသွားပြီကျေနပ်ကြလားဘာကိန်းသွားလို့ဓမ္မကိန်းသွားတာတရားကိန်းသွားတာအယသာတကအယသာထဲမှာဘယ်အယသာအကောင်းဆုံး
မွေလျော်ခြင်းတကမွေလျော်ခြင်းမှာဘာနဲ့မွေလျော်တာအကောင်းဆုံးမွေလျော်တာဆိုတာခင်ဗျားတို့ကပြောတော့ဗမာစကားမဟုတ်တော့နည်းနည်းလေးစာစကားဆန်နေတော့အယက်သားအနေနဲ့ညံမသက်ဝင်ဘူးဗျတကယ်တော့အတူတကွပေါင်းဖော်ခြင်းမှာဘာနဲ့ပေါင်းဖော်ခြင်းအကောင်းဆုံးလဲတရားနဲ့ပေါင်းဖော်ခြင်းမွေလျော်ခြင်းဆိုတာဒါပဲမရတဲ့တရားနဲ့နေတရားနဲ့ပြောတရားသာနှလုံးသွင်းနေတဲ့သူအတွက်ရည်စရာငိုစရာကိစ္စအလုံးရှင်းသလားတရားနဲ့အတူနေသူမှာတောကပရိဒေဝဒုက္ခဒေါမနတလာစရာရှိသေးလားအဲ့ဒါမွေလျော်ခြင်းလို့ခေါ်တယ်ဒါကြောင့်ပေါင်းဖော်ခြင်းမှာတရားနဲ့ပေါင်းဖော်တာတဲ့ငြိမ်းချမ်းတာရှိတော့အဲ့တော့တရားကိုပဲအဖော်ပြုတရားကိုပဲအရသာခံပြီးတော့ဘိက္ခုနီမကြီးလွတ်မြောက်သွားတယ်ရှင်းရလားဘသူကိုဘသူအားကိုးလိုက်တာလောကမှာကိုအားကိုးခြင်းထက်မှန်ကန်တဲ့တရားမရှိတော့ဘူးဒီလိုဖြစ်အောင်ကုမာရကသဗ္ဗကတရားပြလိုက်တာအမေမေတော်ကြီးရဲ့ဒီလိုမဟုတ်ဘူးဒီလိုရှုဒီလိုမှတ်လို့ပြောနားထောင်မှမဟုတ်ဘူးအမေလို့ခေါ်လိုက်တာနဲ့ကိုအမလေးပြုံးနေဦးမှာငါသားလေးကငါ့ကိုတန်ရောစဉ်ရှိရှာတယ်ငါသားလေးကပြန်ကြည့်ရှာတယ်ငါသားလေးကတရားဟောတာနဲ့လုံနေဦးမှာခုတော့ဘေကုဏီမကြီးအိန္ဒြေမဲ့လိုက်လားဗျခမဒီရွယ်ထိဘာလုံနေတာတော့ဒီတန်ရောစဉ်လေးလောက်မှခမမဖြတ်နိုင်ဘူးလားပက်ပက်ဆက်ဆက်ပြောချိုက်မကျေနာလို့လားမတနာလို့လားတနာလုံးလို့ကိုပြောလိုက်တာရှင်းရလားသဘောပေါက်သလားတန်ရောစဉ်တွေဖြစ်နေသေးသေး၍ချမ်းသာမလားဆင်းရဲအခုလမ်းမှန်တွေ့မသွားဘူးလားအဲ့တော့သားမိနှစ်ယောက်လုံးကျွတ်တန်းဝင်သွားပြီအဲ့တော့ဒီသားမိနှစ်ယောက်ကျွတ်တန်းဝင်သွားရခြင်းသည်အကယ်၍သာဒေဝရအသင်းပင်မဲ့မှာမွေးဖွားခဲ့ရင်ဒီလိုမက်ဆိုင်ဖို့ဝင်ဖြစ်နိုင်မှာမလားဘသုထံရောက်လာလို့ကုမာရကသဗ္ဗမေတော်ရဲ့ဆုံးဖြတ်ချက်ဒေဝရကလူထွက်ပြောတော့ထွက်ဘူးတဲ့သူသင်္ကန်းဝက်လာတာဒေဝရကိုယီမမ်းပြီးဝက်လာတာမဟုတ်ဘူးဘသူ့ကိုယီမမ်းပြီးဝက်တာမြတ်စွာဘုရားကိုယီမမ်းပြီးဝက်လာတာတဲ့မြတ်စွာဘုရားအဆုံးဖြတ်ပဲခံမယ်တဲ့ဆိုပြီးတော့ရာဇဂိုကနေတာဝဋ္ဌိရောက်အောင်ပရိသေကြီးနဲ့သွားတာဗျသဘောပါရဲ့လားအဲ့ဒီအကြောင်းကိုယဟန်တော်တွေကသာဝတိပြည်ဇေတဝန်ကျောင်းတော်ထဲမှာမြတ်စွာဘုရားကြွမလာခင်ပြောဆိုနေကြတယ်။အိုးကုမာရကသဗ္ဗတို့သာမိနေရာကျသွားရတာကွာ။ကုမာရကသဗ္ဗကြီးကလည်းအခုဓမ္မဂဋ္ဌိကအကျော်ဣတတဲ့ဘွယ်ထူးဆောင်ကြီးဖြစ်လို့သူ့မေတော်ကလည်းလေသူ့သားအဆုံးမကောင်းလိုက်တာအရိယာကြီးတွေကမြင်တာပေါ့ဗျ။နော်သားကမန်လိုက်မောက်လိုက်ငေါက်လိုက်တာလားတရားပြလိုက်တာလားတရားပြလိုက်တာခမရအမေနဲ့သားဆိုတာမရှိဘူးဘိက္ခုနီမဘိက္ခုကဘိက္ခုယဟန်ကယဟန်လှုပ်ယဟန်မကယဟန်မလှုပ်ကိုလှုပ်ကိုမလှုပ်ဖဲခမရဘာလှုပ်နေတာလဲဘယ်ရွယ်ရှိနေပြီလဲခုချိန်ထိဒီတန်ရောစီလောက်မှမဖြတ်နိုင်ဘူးလားပြတ်သားပြောချိုက်တယ်ခုခမရတို့ဘယ်ရွယ်ရှိပြီတော့ခုချိန်ထိဒီတန်ရောစီတွေမပြတ်သေးဘူးလားမပြတ်သေးပါဘူးဖေမပြတ်သေးရင်တော့သိချင်းစိုးသိရတော့မယ်သဘောပါသလားမကြခင်အခေါင်းထဲရောက်တော့မှာထမ်းထုံမှထွက်ကြမလားသူများမထုတ်ခင်အရင်ထွက်မလားဒီခန္ဓာထွက်သွားဖို့အဓိကမဟုတ်ဘူးဒီထဲအတန်ရောစဉ်ပြတ်သွားဖို့အရေးကြီးတာငါလင်ငါသားငါမယားငါပစ္စည်းနဲ့သာနေရင်ခင်ဗျားတို့သေကြတယ်နော်ဘာသာမိပါဒေဥစာသေခြင်းစိုးသေတော့မှာသားသမီးခင်နဲ့တန်ရောစင်နဲ့သေရင်ပိတ်တာသားသမီးအလိုမကျတဲ့စိတ်နဲ့သေရင်ငရဲသားစိတ်မချသမီးမစိတ်မချတွေဝေတဲ့စိတ်နဲ့သေရင်တိရစ္ဆာန်တိတ်တာယဟန်ကြီးသင်္ကန်းဆွဲတွေ့တာတန်းပိတ်တာကြီးဖြစ်သွားတယ်အမေမုတ်ဆိုးမကြီးကသားအကျွေးတောင်းခိုက်လိုက်ပြီးတော့ဆွဲတွေ့တာခွေးပိတ်တာမှကြီးဖြစ်သွားတယ်
သူသားဓမြတွေရှိတယ်လမ်းသွားတော့မှမို့လို့နောက်ကနေလိုက်ဆွဲတာ तू ကသားနဲ့လိုက်ဆွဲတာဟိုကခွေးမဆိုကိုင်းတသေးရောသိချင်းစိုးသေးတယ်ဆိုတာအဲ့ဒါပဲရှင်းလားအဲ့တော့ခွေးမဆိုပြီးမှခင်ဗျားတို့အကန်ခံနေသေးလားခုခင်ဗျားတို့အိမ်မှာကိုတန်ရောက်တင်တွယ်နေတဲ့ခွေးလေးတွေကြောင်လေးတွေပိုးဟလေးတွေအိမ်မြောင်လေးတွေမရှိဘူးလားအဲ့ဒါခင်ဗျားတို့ဆွေမျိုးတွေကြီးပဲသဘောပါလားသိချင်းစိုးသေးကုန်ကြတာအိမ်ရောက်ရင်ကျွတ်ဆိုအိမ်မြောင်လေးလက်မလုံးနဲ့ဩသိချင်းစိုးသေးထားတာငါလည်းအဲ့ဒီမသွားမှဖြစ်သဘောပါလားကြည်ရောကြည်နတ်သလားအဲ့တော့မှသားမိနှစ်ယောက်လုံးအားကိုးရအမှန်ရမသွားဘူးလားဘာအားကိုးသွားတာဘယ်သူကိုဘယ်သူအားကိုးတာအဲ့ဒီမှာဇေတဝန်ကျောင်းတော်ကြီးထဲမှာမြတ်စွာဘုရားရဲ့အရေးအာဝါဒအောက်ကိုကောင်းစွာခိုလုံမိတော့သားမိနှစ်ယောက်လုံးကွာကျွတ်တန်းဝင်သွားကြတာကောင်းလိုက်တာဟေ့ဒီအကြောင်းပြောနေတော့မြတ်စွာဘုရားရှင်ကြွလာတယ်ချက်သားတို့ဘာပြောနေကြလဲမမကုမာရကသဘာတို့သားမိအကြောင်းပြောနေကြပါတယ်ဗျာဘာတွေပြောကြတော့ကွာဒေဝရအရေးအောက်မှာသာဒီဘိက္ခုနီမမွေးခဲ့ရင်နှစ်ယောက်လုံးဒီအခြေဆိုင်မှာမဟုတ်ဘူးဗျာမြတ်စွာဘုရားရဲ့အရေးအာဝါဒအောက်ကိုကောင်းစွာခိုလုံမိတဲ့အတွက်ဘုရားရှင်ရဲ့အဆုံးအမနဲ့အခုတော့သားမိနှစ်ယောက်လုံးနေရကြဘုရားရှင်ဘုရားရဲ့ကဲတင်ဆောင်မမှုဟာအလွန်ပဲကျေးဇူးများပါတယ်ဆိုတော့မှမြတ်စွာဘုရားအေးဟေးတဲ့တန်တရားများတေကြောက်เสียကောင်းတယ်ကွာတန်တရားမဆုံးသေးရင်တော့ဒီပြဿနာတွေငြိမ့်မှမလားဒီဒုက္ခတွေသိမ့်နိုင်မှမလားဒီသားမင်းခုမှကယ်ရတာမဟုတ်ဘူးကွာတဲ့ဟိုတုန်းကလည်းငါကယ်ခဲ့ရသေးတယ်မြတ်စွာဘုရားအတိတ်အကြောင်းပြန်ပြောတယ်အဲ့ဒါနဲ့နိစ္စယယဟန်တန်ဃာတွေအရှင်အနန္ဒာတို့ခေါင်းဆောင်ပြီးတော့အရှင်ဘုရားကုမာရကသမာတို့သားမိဒီဘဝအရှင်ဘုရားရဲ့အဆုံးအမအောက်မှာအရေးခိုလုံပြီးတော့နှစ်ယောက်လုံးထောက်ရတီးရအမှန်အားထားရအမှန်ရရှိသွားကြတာဒီပြီးတော့မျက်မြင်ဒိဋ္ဌမို့လို့သိပြီးဖြစ်ပါတယ်အတိတ်ကအရှင်ဘုရားဘယ်လိုကယ်တင်ခဲ့ရတယ်အရှင်ဘုရားအဲ့အရေးအာဝါဒမှာဘယ်လိုစောင့်ရှောက်ခဲ့ရတယ်ဆိုတာလေးအစဉ်သနာခြင်းကိုအကြောင်းပြု၍ဟောပြတော်မူပါဆိုတော့မှမြတ်စွာဘုရားကနိကြောဒမိဂဇတ်ကိုဟောတယ်နော်နိကြောဒမိဂဇတ်မိဂဆိုတာသားသမင်ကိုပြောတယ်အဲ့ဒါတော့တူတူပဲပြောကြတာပေါ့ကွာနော်တို့တွေတန်ဝေကနဲ့သတိပညာရရေးအတွက်အထောက်ပံ့ဖြစ်ုံလောက်ပဲပြောတာပေါ့အေးတဲ့နားထောင်ကြတစ်ချိန်ကဗာရာဏသီပြည်မှာဗြဟ္မဏမင်းကြီးအုပ်ချုပ်နေတော့မြတ်စွာဘုရားအလောင်းတော်ကနိကြောဒသမင်မင်းဖြစ်နေတယ်ဗါတဲ့သမင်900ကိုခေါင်းဆောင်တဲ့နိကြောဒသမင်မင်းရွှေဆင်းကဲ့သို့လှပတယ်ဘုရားအလောင်းတော်ဆိုတော့ကုသိုလ်အရှိန်တွေကရှိနေတော့သမင်ထဲမှာဂျိုတွေကလည်းတခါတည်းငွေနဲ့ငွေသားနဲ့ထုလုပ်ထားသလိုပဲဝင်းဆက်ဣပြီးတော့အတောင်အလက်တွေနဲ့လှသလိုမျက်လုံးတွေနှလုံးကဗရမ ्या ခဲလို့လက်တွေခြေတွေကချိတ်ရည်ဆိုးထားသလိုခန္ဓာကိုယ်ကရွှေရောင်ဝင်းပြီးတော့ရွှေသမင်ကြီးမဲပေါ်တော်မနဲ့ဒေဝရတ်ကလည်းမြတ်စွာဘုရားအလောင်းတော်လိုပဲလှတဲ့ရွှေသမင်ကြီးဟောအလုံးအယတူတူခွန်အားတူတူအိုက်သွေးအယောင်တူတူဒေဝရလည်းပေါ်မထင်နဲ့ဗျဘုရားရှင်နဲ့ရှင်နိုင်တယ်ဆိုကြတဲ့သူကလည်းသဘောမဟုတ်ဘူးအဲ့တော့ဒေဝရအလောင်းကလည်းသာခသမင်မင်းနဲ့ပါတယ်သူကလည်းသမင်အုပ်900စီးစိမ်ချင်းလည်းအတူတူပဲခွန်အားပလာချင်းလည်းအသွေးရောင်ခြင်းလဲအဲ့ဒီသမင်းနေမိဂရာဝုံဟိမဝန္တာတော်ထဲမှာသတင်းသုံးကျက်စားပြီးတော့ပျော်ပြီးနေကြတဲ့အချိန်မှာဗာရာဏသီမင်းကသမင်သားအမတန်ကြိုက်တော့သူကတောင်ကြီးကရွာသူရွာသားတွေကိုခေါ်ပြီးတော့မှတောလိုက်ထွက်ပြီးတော့သမင်ဖန်းစားဒီတော့ရှင်ဘုရင်သမင်သားစားခြင်းတိုင်းရွာသူရွာသားတွေကတောလိုက်ပြီးတော့အကူညီပေးရတော့ရွာသူရွာသားတွေမှာလယ်ဆိုင်ချိန်မဆက်ရပြိုးနှုတ်ချိန်မနှုတ်ရလယ်ရိတ်ချိန်မရိတ်ရအဖက်ဖက်ကလုပ်ငန်းတွေပြက်စီးတော့ရွာသူရွာသားအချင်းချင်းစီးဝေးတိုင်ပင်ပြီးတော့မဖြစ်ဘူးဒီဘီရင်လုတ်ပုံနဲ့ဆိုငါတို့အကုန်ငတ်ကုန်လိမ့်မယ်
အဲ့တော့ဒီဘီရင်ကိုငါတို့အစင်ပြေအောင်လုပ်ကြရအောင်ကွာဘယ်လိုလုပ်မလဲဆိုတော့ရွာကောင်းဆောင်ကြီးကကဲသမင်တွေသူလိုက်ဖမ်းနိုင်ငါတို့ကတော်တဲ့လိုက်ကူနေရရင်ငါတို့လည်းမအားဘူးအလုပ်ပြက်တယ်သူကတော့ရှင်ဘီရင်မို့လို့အားနေတာထားရတော့အဲ့တော့သူ့ကိုလွယ်လွယ်ကူကူဖမ်းစားလို့ရအောင်ကွာငါတို့ခြံတစ်ခုခတ်မှာကွာဆိုပြီးတော့ဥယျာဉ်ကြီးတစ်ခုဖန်တီးပြီးတော့တော်ရဲရသမင်တွေအကုန်မောင်းပြီးထည့်တာပေါ့ကွာကဲတူတူပဲပြောကြစို့နော်အောင်မောင်းပြီးထည့်လိုက်တော့အဲ့ဒီသမင်အုပ်နတ်အုပ်လုံးအဲ့ဒီဥယျာဉ်နဲ့ရောက်သွားပြီးတော့မင်းကြီးစီမင်းကြီးအရှင်မင်းကြီးကျွန်တော်မျိုးတို့အရှင်မင်းကြီးကိုလက်ဆောင်ပန်းတာဆက်မလို့ဘာတော့ဟာပြောရှင်မင်းကြီးနဲ့သမင်လိုက်နေရတာကျွန်တော်တို့မှာကောက်ဆိုင်ချိန်မဆိုင်ရပြုံးနှုတ်ချိန်မနှုတ်ရကောက်ရချိန်မရရလုပ်ငန်းတွေပြက်တယ်ဒီတိုင်းဆိုတိုင်းပြည်စီးပွားရေးပါထိခိုက်မယ်အဲဒါကြောင့်အရှင်မင်းကြီးအလိုရှိတိုင်းအလိုရှိတဲ့အချိန်3000နိုင်အောင်ဥယျာဉ်တစ်ခုဖန်တီးပြီးတော့ဥယျာဉ်တွေကိုသမင်တွေအကုန်မောင်းထည့်ထားပြီးမင်းကြီးစိတ်တိုင်းကြစားတော့မေးတော့မင်းကြီးကလာတဲ့ပြီးတော့တခါတည်းသဘောကျပြီးတော့နေတိုင်းသမင်ဖန်စားနော်အဲ့တော့နေတိုင်းသူကသမင်စားတော့မယ်ဆိုရင်ဒူးလေးကြီးကင်လာတဲ့ပြီးတော့အဲ့ဒီဥယျာဉ်နဲ့ဝင်ပြစ်ဆိုတော့သမင်တွေကဒီလေးနဲ့ဒီလူကြီးလာရင်ငါတို့အသက်ခံရတော့မှာပဲဆိုပြီးတော့တောင်ပြေးမြောက်ပြေးဒီအုပ်ကြီးနှစ်အုပ်ပတ်ပြေးကြတဲ့ခါကျတော့တယောက်နဲ့တကောင်နဲ့တကောင်ခလုတ်တိုက်နော်ငေါ့ရဲ့လဲနဲ့တကောင်ပေါ်တကောင်တက်နင်းနေဆိုတော့တနေ့သမင်တွေက3-4-5ကောင်သေနေကြတော့အဲ့ဒီမှာဖះအလောင်းဏိကြောဒသမင်မင်းကအစည်းဝေးခေါ်တယ်ကဲငါတို့သမင်တွေအားလုံးအစည်းဝေးလာကြဆိုပြီးတော့ဒီတိုင်းဆိုရင်မဖြစ်ဘူးငါတို့ကဒီခြံထဲရောက်နေမှတော့သူသတ်သမျှခံရတော့မှာအဲ့တော့နေတိုင်းသာဒီလိုပြေးလွှားပြီးတော့နေရလို့4-5ကောင်သေနေရင်ငါတို့အကုန်လုံးမျိုးပြုတ်လိုက်မယ်ဒီတော့နည်းနည်းပဲသက်သာကွာစင်ဒီတုံးတနေရာထားပြီးတော့အဲ့ဒီနေရာမှာတို့အလှဲ့ကြသမင်တကောင်သွားပြီးတော့အသေးခံလိုက်အဲ့ဒါဆိုရင်မင်းကလည်းလိုက်ဖမ်းเสียမလို့တော့ဘူးငါတို့လည်းအများကြီးသေเสียမလို့တော့ဘူးအလှဲ့ကြတဲ့သမင်သွားသိမယ်သဘောတူလားတူတယ်တို့ကြောက်လန့်ပြေးနေရတာနဲ့ဆိုင်အဲ့ဒါနဲ့ဒါဆိုရင်လည်းသာခသမင်မင်းခေါ်လိုက်ဆိုပြီးတော့သာခသမင်မင်းနဲ့နိရောဓသမင်မင်းတို့ညှိနှိုင်းလိုက်တယ်မင်းဖွဲ့ကတကောင်ငါဖွဲ့ကတပေါင်အလှဲ့ကြပေါ့ကွာဆိုတော့သာခကလည်းသဘောတူတယ်ဒီတိုင်းဆိုရင်တော့မဟုတ်ရင်တော့တို့သမင်တွေမျိုးပြုတ်ကုန်လိုက်မယ်အမျိုးကိုစောင့်ရှောက်သောအဖြစ်အတတ်နိုင်ဆုံးသက်သာမဲ့နီလန်ရွေးပြီးတော့တနေ့တကောင်ကြလဲဆင်းပေးကြစို့အဲ့ဒီမှာကဲတို့ပြောကြတော့ဟောဒီကုမာရကသဗ္ဗအလောင်းရဲ့မဲတော်သမင်မကကုမာရကသဗ္ဗအလောင်းကိုပရိသေတွေလွယ်ပြီးတော့နေထားတဲ့အချိန်သူကဘသူအဖွဲ့ရဲလဲရလဲဆိုတော့ဒေဝရရဲ့သာခသမင်မင်းရဲ့အဖွဲ့တဲကအဲ့ဒီမှာဒီပရိသေတွေအရင်အမကြီးနဲ့သမင်မအသက်ခံရမယ်အလှဲ့ရောက်တော့သာတန်ရောစဉ်နဲ့ဒီကုမာရကသဗ္ဗမဲတော်သမင်မကတာခသမင်မင်းကိုခေါင်းဆောင်ကြီးနဲ့ပြန်ကျွန်တော်မျိုးမရဲ့အလှဲ့ကြတယ်အေးဟုတ်ပြီလေဘာဖြစ်တော့အဲ့ဒါကျွန်တော်မျိုးမမှာပရိသေတွေလွယ်ထားရပါတယ်အေးငါမြင်နေတာပဲအဲ့တော့ကျွန်တော်မျိုးမလဲဆင်းပေးရင်နှစ်ကောင်သေးဖြစ်သွားမယ်နော်နှစ်သက်ပေးလိုက်ရလိမ့်မယ်အဲ့တော့ကျွန်တော်မျိုးမကိုမိဖွားခွင့်ပေးပါတလှဲ့ကြော်ပေးပါမကြခင်မိဖွားတော့မှဖြစ်တဲ့အတွက်မိဖွားပြီးတော့မှပဲသားလေးထားခဲ့ပြီးသေပြရစီဟာမင်းသေမဲ့နေရာကိုငါမင်းအစဘသူသွားသေလို့ပြောဘယ်တရားမလဲကွာအဲ့တော့ငါတော့မိခွင့်မပြုနိုင်ဘူးကိုယ်လည်းကိုသေ2ကောင်သေ3ကောင်သေငါလည်းမဆိုင်ဘူးဒါခတာဝန်ယူလားခေါင်းဆောင်ခေါင်းပေါ့ဗျာနော်ခေါင်းဆောင်ဆိုတာငယ်သားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးရမှာခေါင်းဆောင်ရဲ့တာဝန်သို့တော့ဒေဝရဆိုတာငကိုကလေးကဒေဝရပြီးစိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်ဆိုတော့ဘသူသေးငတိမာရင်ပြီးရောယမရမင်းကြီးကလည်းအဲ့ဒီသမင်နှစ်ကောင်ဏိကြောဒသမင်နဲ့သာခသမင်ကိုဥယျင်ခတ်ပြီးတဲ့နေ့ကလေးကရင်ရွာသားတွေပြောတော့လာကြည့်တော့ဒီရွှေသမင်ကြီးနှစ်ကောင်တွေ့တော့တ
တန်ရောစဉ်ဖြစ်ပြီးတော့ဒီသမင်နှကောင်ကိုဘေးမဲ့ပေးထားတယ်သမင်နှကောင်အလဲမကြဘူးကြံတဲ့သမင်တွေသာအလဲကြသတ်ခံအဲ့တော့သာခသမင်မင်းကညင်းလိုက်တဲ့အခါကျတော့မျက်ရည်ဆက်လက်နဲ့သမင်မကအာကိုရှာမဖြစ်တော့ဘူးဆိုပြီးနောက်ပိုင်းမြတ်စွာဘုရားအလောင်းတော်ဏိရောဓသမင်မင်းစီသွားအရှင်သမင်မင်းပြောဘာကိစ္စနဲ့ပြန်ကျွန်တော်မျိုးမှအလှည့်ကြပါတယ်အာဟုတ်လားမနေ့ပြန်သာခအလှည့်နေရဘယ်ရတော့သာခသမင်မင်းရဲ့အုပ်စုတွေကပါအေးဒါဖြင့်ဘာဖြစ်တော့အရှင်မြင်းတဲ့အတိုင်းပဲကျွန်တော်မျိုးမှပရိသေတွေလွယ်ထားရတဲ့အရင်မှကြီးမွေးတော့မှာပါအဲ့ဒါသာခသမင်မင်းကိုသွားပြီးတော့အလှည့်ကြော်ပေးဖို့သွားဆိုတာလက်မခံဘူးအဲ့တော့ကျွန်တော်မျိုးမှသေရတာအရေးမကြီးပါဘူးအလှည့်ကြလို့သေတာပဲဒါပေမဲ့သားလေးပါအစ်စ်ပါရမှာတော့မလိုလားတဲ့အတွက်အကယ်၍များဖြစ်နိုင်မယ်ဆိုရင်အရှင်သမင်မင်းဘက်ကအစားထိုးပေးပါသူ့လက်ကြတော့သူသေမှာပါသေပေးပါမယ်ပြောတော့ဟာငါလဲမင်းအလဲကြတာကိုဂျန်တဲ့သမင်သွားလက်ညှိုးထိုးရင်ငါမတရားရကြမှာပေါ့ဒါပေမဲ့ရှိစေတော့မင်းသားတန်ရောစင်နဲ့တာမွေးပြီးမှသိကျင်တာဆိုရင်လဲစိတ်အေးလက်အေးပြန်ဒီကိစ္စငါတာဝန်ယူတယ်ဟောဘုရားအလောင်းကြတော့တရဝရီပေါ်မှာအတနာတဲ့အစင်တနာတဲ့စိတ်ကြီးကတကယ်ကိုဘုရားရှင်ရဲ့ကရုဏာအလောင်းတော်ဘဝကလေးကဘလောက်ကြီးညိုစရာကောင်းတယ်ဆိုတာကြည့်နော်အခုကုမာရကသဗ္ဗမဲတော်ဒေဝရအသင်းဝင်းဘက်မှာသင်္ကန်းဝတ်လာပြီးတော့ပြဿနာတက်လာတယ်လစ်လူရှုသလားကဲတင်သလားကဲတင်တယ်အခုဘဝလည်းဘုရားဖြစ်လို့ကဲတင်သလိုအလောင်းတော်ဘဝကလည်းမဖြစ်တော့ငါတဝန်ထားလိုက်တယ်သူ့ဖွဲ့ကဟုတ်သလားအဖွဲမဟုတ်ဘူးမဲ့သမင်မဲလေဟိုဘက်ကလည်းသမင်မဲဒီဘက်ကလည်းဒါနဲ့မကောက်ဦးဇင်းကဒီဇက်ကိုဘာလို့ဆက်ပြောနေတာလဲဆိုအကြောင်းရှိတယ်ပြောကျင်တာရှိလို့အဲ့ဒီမှာလေနောက်တနေ့သာသသမားကလာပြီးတော့သမင်ယူမယ်လဲလို့ရောစင့်ဒီတုံးပေါ်မှာဏိရောဓသမင်မင်းရောက်ဘယ်သူရောက်ဟိုကဓာကြီးကင်ပြီးတော့လဲလိမလို့လာကြည့်လိုက်တဲ့ခါကျတော့ဘေးမဲ့ပေးထားတဲ့သမင်မင်းကြီးဖြစ်နေတော့လန့်ဖြန့်သွားတယ်ဟာသမင်မင်းဘယ်လိုဖြစ်တာလဲတတ်လေကွာမင်းတို့တနေ့တကောင်ပဲမဟုတ်ဘူးအသင်သမင်မင်းကိုဘေးမဲ့ပေးထားတာငါသိပါတယ်အာမဖြစ်ဘူးဆိုပြီးတော့သာသသမားကရှင်ဘီရင်ပြန်သွားပြောတယ်မင်းကြီးစင့်ဒီတုံးပေါ်ဏိရောဓရောက်နေတယ်အေးဘာဖြစ်လို့တော့မသိဘူးအဲ့ဒါသူ့ကိုတတ်လို့ပဲပြောနေတယ်ယောဘာပြဿနာရှိလဲဆိုမင်းကြီးကမင်္ဂမင်းနာနဲ့တခါလေးရောက်ချလာမင်္ဂမင်းနာဆိုတာအဆောင်ကြမပါပဲလာမဖြစ်လို့ပေါ့ကွာနော်ခန္ဓာဆိုတော့ကြီးကျယ်တဲ့မမတ်နဲ့အဆောင်ခေါ်ရတယ်ဘယင်ဆိုတာသူများသက်ခံမှာသိကြောက်တာဟုတ်ပလားသူများသက်စေလုံနေတဲ့ကောင်တွေဆိုတော့သူများသက်ခံမှာသိကြောက်တဲ့ကောင်တွေအဲ့တော့မင်းကြီးရောက်လာတဲ့ခါကျတော့သမင်မင်းကိုအသင်သမင်မင်းထဘာကိစ္စဒီပေါ်ရောက်တယ်လဲငါအလဲမို့လို့အရှင်သမင်မင်းကိုဘေးမဲ့ပေးထားတာလေဏိရောဓနဲ့သာခဘေးမဲ့ပေးထားတာမသိဘူးလားသိတယ်ဒါဖြင့်ဘာလို့အသိခံတာလဲဆိုတော့မှဒီလိုပဲကွာတဲ့သာခသမင်မင်းဘက်ကသမင်မတကောင်အလှည့်ကြပရိသေရီကြီးနဲ့မို့လို့တောင်းပန်တယ်နှစ်သက်ပေးလိုက်ရမှာအဲ့တော့သားမွေးပြီးမှပရိသေရီရင့်နေပါပြီသားမွေးပြီးမှသေခွင့်ပေးပါအလှည့်ကြော်ပေးပါဆိုတော့သူ့အလှည့်ကိုတခြားတကောင်လက်ညှိုးထိုးလို့ငါတို့မှမတရားရကြအဲ့ဒါကိုသာခသမင်မင်းတာဝန်မယူတော့အခုငါတာဝန်ယူတယ်အဲ့တော့မင်းတို့တတ်မှသာသာအဲ့ဒီသမင်မအစားငါအသိခံမယ်ဂျမရမင်းကြက်သိမ်းထားသွားတယ်လူကောင်းဆောင်တဲ့တောင်ဒါမျိုးမတွေ့ဘူးသောပါလားတို့လူထဲမှာတောင်ဘသူသေးကြက်သိန်းနေထားပြီးတော့အသင်သမင်မင်းထားတဲ့ကျုပ်လူတဲ့တောင်ဒါမျိုးမတွေ့ဘူးတဲ့သင်ကိုလေးစားသွားပြီတဲ့
ငါလည်းဒီနေ့ကစပြီးဘာသမင်သားမှမစားတော့ပါဘူးကွယ်ဟုတ်ပလားဟဲ့အဲ့တော့မင်းတို့နိယောဒနိကြောဒနဲ့မိတုတာခသမင်မင်းသမင်နှကောင်အပြင်သမင်အားလုံးငါဘေးမဲ့ပြီးတယ်ဟုတ်ပလားဟဲ့ကဲအားလုံးလွတ်မသွားဘူးလားလွတ်သွားတော့နိကြောဒသမင်မင်းကထားလိုက်တယ်ရှင်မင်းကြီးတဲ့သမင်တွေတော့လွတ်ပေးတာဟုတ်ပြီတောထဲမှာသားကောင်တွေခြေလေးချောင်းရှိတဲ့တတ္တဝါတွေအများကြီးပဲတဲ့ကြံတဲ့တတ္တဝါတွေဘယ်လိုလုပ်မလဲဘယင်ကြီးစိတ်ကောင်းဝင်နေတဲ့အချိန်နော်သမင်သားမစားတော့ဘူးသမင်လေးအားလုံးဘေးမဲ့ပြီးတယ်တဲ့ဆိုတော့ဟုတ်ပြီကျွန်တော်တို့ကိုဘေးမဲ့ပြီးကြံတဲ့သားကောင်တွေကောဆိုတော့ကဲဒါဖြင့်ခြေလေးချောင်းတတ္တဝါအားလုံးဘေးမဲ့ပြီးတယ်ဟာခြေလေးချောင်းဆိုတော့ခြေနှချောင်းနေတတ်မှာပေါ့နော်အဲ့တော့ကျန်တဲ့တတ္တဝါတွေကဘယ်လိုလုပ်မလဲဆိုတော့ကဲဒါဖြင့်လေကွာကုန်းနေတတ္တဝါအားလုံးပြီးမဲ့ပြီးတယ်ဒီကြောရမကျေနပ်ဘူးဒါဆိုရင်ကောင်းကင်ပြန်နေတဲ့ငှက်တွေဘယ်လိုလုပ်မလဲအဲ့ဒီကောင်းကင်ပြန်တဲ့ငှက်တွေအားလုံးပြီးမဲ့ပြီးတယ်ရှင်ဘင်းကြီးကနိကြောရကိုသဘောကျဟုတ်ပြီနော်နိယောဒကသူတကိုယ်တည်းလွတ်အောင်ယုံသလားမယုံဘူးသူ့အသက်သေခံပြီးတော့လဲတပည့်သားမျိုးကိုမစောင့်ရှောက်ဘူးလားအမျိုးကိုမစောင့်ရှောက်ဘူးလားတကယ်ဆိုသူ့တပည့်မဟုတ်ဘူးတမင်မျိုးမို့လို့စောင့်ရှောက်တာဟုတ်ကလားအမျိုးကိုစောင့်ရှောက်တဲ့အပြင်တလိ္ဆန်အားလုံးဘေးမဲ့ရဖို့သူမလုပ်ဘူးလားလုပ်တယ်ကုန်းနေသရဝပြီးတော့ငှက်တွေအားလုံးပြီးသွားတော့ရေရသရဝတွေဘယ်လိုလုပ်မလဲတဲ့ဆိုတော့ရေနေသရဝတွေပါဘေးမဲ့ပြီးတယ်ဒါတော့လူတွေဘာကောင်မှမတတ်ရဘူးဆိုတော့အားလုံးတတ်လို့မဖြစ်သွားဘူးလားအေးအဲ့ဒါလည်းကျုပ်ကစဉ်းစားရတယ်သမင်မင်းလုံးကကြတော့အကုန်လွတ်ပြီးပြီဖျားဖြစ်တော့မှဘာလို့လွတ်မထားခဲ့တာလဲနော်ကဲထားလိုက်ပါတော့ဒါဒီဆက်ပြောနေနည်းရှုပ်ကုန်လိမ့်မယ်အဲ့ဒါနောက်မှကျုပ်ရှင်းမယ်နော်အဲ့ဒီမှာနေကြောရသမင်မင်းကတောင်းဆိုတဲ့အတွက်သရဝါအားလုံးပါဖြစ်သွားတော့ဘေးမဲ့မပေးဘူးလားအဲ့တော့မြတ်စွာဘုရားရဲ့ကရုဏာမထင်ရှားဘူးလားတတ္တဝါတွေအတွက်မိကိုအားထားရဖြစ်မဖြစ်ဗုဒ္ဓောမေသရဏံအညာဏတ္ထိဗုဒ္ဓံတရဏံကိသာမိဟုတ်ကလားမြတ်စွာဘုရားမှာတပါးအကိုရမရှိဘုရားကိုကိုးကွယ်ပါ၏ဆိုတာမရှိဘူးလားအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့အခုတတ္တဝါတွေအားလုံးမှာငြိမ်းချမ်းခွင့်မရဘူးလားအေးအဲ့ဒီတုန်းကလည်းမြတ်စွာဘုရားအလောင်းတော်သမင်ဘဝတရိစ္ဆာန်ဘဝရောက်နေပေမဲ့တတ္တဝါအားလုံးကိုကရုဏာတရားနဲ့မဟာကရုဏာတော်ရှင်ပြီးလွတ်မြောက်ကြောင်းအတွက်ကဲတင်ခြင်းနေမလုပ်ခဲ့ဘူးလားလုပ်ခဲ့တော့မှမြတ်စွာဘုရားအေးဟေးတဲ့ဒီသမင်မကိုငါအခုမှကယ်ရတာမဟုတ်ဘူးသမင်ဘဝကလေးကကယ်ခဲ့ရပါတယ်ဆိုတဲ့ဇတ်လန်းလေးကိုမပြောဘူးလားပြောပြီးတော့မှမြတ်စွာဘုရားကသစ္စာပြတန်တရားတစ်ခွင်မှာတို့တွေဒီလိုပဲကျင်လည်နေရသေးရင်သူများတတ်လို့သေတဲ့ဘေးကိုယ့်အကူအိုနာသေးဘေးလွတ်ပါမလားအခုသမင်ဘဝတုန်းကကယ်ခဲ့တာကတရဝါတွေအသက်ကိုသူများတတ်ခြင်းဘေးကကင်းဖို့ပြမတမင်းကြီးကို၅ပါးသီလခံယူဆောက်တည်ခိုင်းပြီးတော့လောကပါဠတရားတွေနဲ့လောကငြိမ်းချမ်းဖို့အတွက်ကြံဆောင်ခဲ့တာဟာသာဝရငြိမ်းချမ်းရေးလားတဘဝငြိမ်းချမ်းရေးလားတဘဝငြိမ်းချမ်းရေးအခုမြတ်စွာဘုရားရှင်အဖြစ်နဲ့လောကကြီးကိုမဂ်ခင်၈ပါးမဂ်ခင်ရည်စင်တွေသွန်လောင်းပြီးတော့ကဲတင်နေတာကတဘဝငြိမ်းချမ်းရေးလားသာဝရငြိမ်းချမ်းရေးလားအခုခမရတို့ကျိုးတို့ဒီမြတ်စွာဘုရားအဆုံးအမအောက်မှာမိခိုပြီးတော့ခိုလုံနေကြတာတဘဝစာလားသာဝရလားသဘောပါသလားအဲ့တော့သာဝရဒီအယိတ်သာခိုရင်ငါတို့တန်တရားလွတ်မြောက်နိုင်မလွတ်မြောက်နိုင်အဲ့တော့မှမြတ်စွာဘုရားကသစ္စာတရားပြပြီးတော့တန်တရားမှာအဝိဇ္ဇာတဏဖုံးလန်းလို့တန်တရားလဲနေကြသေးရင်ဒီအဖန်ဖန်သေရခြင်းဘေးကလွတ်ပါမလားကိုဟာကိုယုံနာခန္ဓာဖောက်ပြန်လို့သေတဲ့ဘေးသူများတတ်လို့သေတဲ့ဘေးတန်တရားတစ်ခွင်လုံးမကြုံရဘူးလားဘဝတိုင်းဘဝတိုင်းအသေးချင်းစအလောင်းချင်းထပ်မနေခဲ့ရဘူးလားအဲ့တော့အားလုံးနောက်ထပ်ဘဏ္ဍဘဝလောက်သေခြင်းသေးတယ်ဒီဘဝသေမှလားမသေဘူးလားဒီအသေးဒီဘဝတော့မလွတ်နိုင်တော့ဘူးသို့တော့နောင်တန်တရားအသေးလွတ်အောင်လုပ်လို့
ရနိုင်မရနိုင်လွတ်ပိုင်ခွင့်ကျင့်သလားဒါဖြင့်တည်ငါတခဏစာကြည်မလားထာဝရငြိမ်းချမ်းရေးကြည်မလားတည်ငါကြည်ပြီးတန်ရောစင်နေနဲ့သွားလို့ကတော့ဘယ်တော့မှအသေးဆုံးမှာမဟုတ်ဘူးဘဝတန်တရားရတိုင်းအိုနာသေးဆိုတာလွတ်သလားအဲ့တော့မှမြတ်စွာဘုရားသစ္စာပြတယ်ခန္ဓာမှန်ရင်ဘာသစ္စာသိတဲ့ဉာဏ်ကမင်္ဂသစ္စာနဲ့သာမမှန်ကန်ကန်သိရင်ဒီဘက်ကသာတန်ရောစဉ်သမီးတန်ရောစဉ်ဆွေတန်ရောစဉ်မျိုးတန်ရောစဉ်လာเสียရှိသေးလားအဲသမုဒိယတန်ရောစဉ်ပြတ်ပြီဆိုရင်လည်းနောင်ဒုက္ခလာအောင်မလားနောင်ခန္ဓာမလာတာကနိရောဓသစ္စာနိရောဓသစ္စာမှမျက်မှောက်မပြုတ်သေးရင်တို့အသေးရပ်ပါမလားအဲ့တော့နောက်ထပ်ဘဏ္ဍဘဝအိုခြင်းသေးတော့ဖြေစမ်းနောက်ထပ်ဘဏ္ဍဘဝအိုခြင်းသေးတော့နောက်ထပ်ဘဏ္ဍဘဝနာခြင်းသေးတော့နောက်ထပ်ဘဏ္ဍဘဝသေခြင်းသေးတော့အဲ့တော့ဒီဘဝအိုနာသေဒုက္ခကြီးရမထားဘူးလားဒီဒုက္ခကြီးပြေးလို့မလွတ်တော့ဘူးခန္ဓာရတိုင်းဒီအိုနာသေကလွတ်သလားဖြစ်ဒုက္ခပြဒုက္ခလွတ်သလားအဲ့တော့မလွတ်သေးရင်ဒီခန္ဓာကြီးထဲမှာသူခင်လိုက်ကိုခင်လိုက်သူမုန်းလိုက်ကိုမုန်းလိုက်တဲ့အချစ်မုန်းနေတာတန်တရားလေးနေသေးရင်အဖန်ဖန်သေခြင်းဘေးကလွတ်ပါမလားအဲ့တော့ဒီသမုဒိယတန်ရောစဉ်နေသိမ့်အောင်အရှိခန္ဓာဘယ်နှပါခန္ဓာ၅ပါးသည်မြဲသောတရားလားမမြဲသောတရားလားအားလုံးကဖြစ်ပြီးရင်ဘာသစ္စာလဲအခုမြတ်စွာဘုရားမဟာကရုဏာတော်ကြီးနဲ့မကယ်ဘူးလားအဲ့တော့မြတ်စွာဘုရားသည်တတ္တဝါတွေကိုဆင်းရဲစေခြင်းလို့တရားဟောခဲ့တာလားဆင်းရဲလွတ်မြောက်ဖို့တရားဟောခဲ့တာယုံသလားယုံသလားဒါဖြင့်မြတ်စွာဘုရားအဆုံးအမကိုငါတို့ဥထိတ်ထားတယ်မထားတယ်ဒါဖြင့်ဘုရားရဲ့တပည့်သားတာဝကအဖြစ်ဗုဒ္ဓဘာသာအဖြစ်ခံယူထားရင်တန်တရားလဲအောင်လုပ်ကြမလားလွတ်အောင်လုပ်ကြအခုအလောင်းတော်ကြီးကြည်စမ်းသမင်မင်းဘဝမှာတလိษံဖြစ်နေတာတောင်တတ္တဝါအများအကျိုးကိုမဆောင်နိုင်ဘူးလားတလောကလုံးတတ္တလောကကြီးဘေးမဲ့ရအောင်တခါတည်းကြံဆောင်ခဲ့ဒါပေမဲ့သမင်ဘဝမှာငါလွတ်အောင်လုပ်နိုင်ခဲ့တာတဘဝစာပဲတဲ့ရှင်းရလားအခုကဖျားပေးလိုက်တဲ့မက်ကင်၈ပါးကတဘဝလားထာဝရလားအဲ့တော့တည်ငါငြိမ်းချမ်းရေးနဲ့အချိန်ကုန်ကြမလားထာဝရလွတ်မြောက်အောင်ကြိုးစားမယ်အဲ့ဒါဖြင့်ဒီနေ့ကစပြီးသတိထားဝရိယစိုက်ပညာနဲ့ကြည်ပြန်ပြောဘသူကိုဘသူကြည့်မှာသူများလက်ဝေဖန်ပြစ်တင်ပုတ်ခရှုံချရဲ့အချိန်ကုန်မလားကိုကြည့်မှာကိုကြည့်ခန္ဓာဘာနှပါဘယ်ချိန်ကြည့်ဖြစ်ပြီးရင်ဘယ်အရွယ်ရှိပြီတော့ရှင်းသလားဒီချိန်မှသမုဒိယမသိမ့်သေးရင်တော့သေခြင်းစိုးနဲ့သေခြင်းစိုးသေမလားလွတ်အောင်လုပ်မလားကဲဒီတော့ခန္ဓာဘာနှပါအားလုံးကဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာပါသစ္စာသိတဲ့ဉာဏ်ကသေတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲဆိုသစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆာသောတတိမလျှော့သောဇွဲလုံးလာဝရိယလက်ကင်ထားပြီးတော့ကိုအမှန်တကယ်အားကိုပြီးတန်တရားလွတ်မြောက်ငြိမ်းချမ်းရေးပန်းတိုင်ကိုအမြန်ဆုံးချီတက်လှမ်းနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီညနဲ့ပဲနားကြစို့